ကိုမေကုံထုတ်ကြည့်လူတိုင်းဟာဘဝရထားတယ်ကိုဘဝအရေးမှစိတ်အေးချရပြီလားဆိုတာဘဝအရေးစိတ်အေးဖို့ဘာတွေလိုအပ်တယ်လဲလို့ဘုရားမြတ်စွာကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကနေပြီးတော့ဟောကြားထားတဲ့တရားဓမ္မတွေဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်တွေဘဝအရေးစိတ်အေးဖို့ဘာတွေလုပ်ရမလဲဆိုတာမှန်ကန်တဲ့နိလန်းကိုချမှတ်ပြီးတော့ဟောပြောထားတာရှိတယ်သို့သောလောကမှာရှိတဲ့လူသားတွေကတော့ဘဝအရေးစိတ်အေးဖို့ဆိုတာတခြားနည်းနဲ့ပဲတွေးပြီးတော့လှုပ်ဆောင်ထားလို့ရှိကြတယ်စီးပွားဥစ္စာတွေပြည့်စုံတယ်နေစရာထိုင်စရာတွေအကုန်ပြည့်စုံတယ်အလုံးလူတွေသိမရှိအောင်ဘဝတစ်ခုမှာရရှိထားပြီဆိုရင်လူတွေကပြောကြတယ်ဘဝအရေးတော့စိတ်အေးရပြီလို့ပြောကြတကယ်ရောစိတ်အေးရတာဟုတ်ကလားမရှိတဲ့လူကလည်းစိတ်မအေးရဘူးရှိတဲ့လူကလည်းစိတ်မအေးရဘူးဒါဖြင့်စိတ်အေးတယ်စိတ်မအေးရဘူးဆိုတာရှိမရှိနဲ့သက်ဆိုင်ရလားမသက်ဆိုင်ဘူးပတ်စံချမ်းသာတဲ့လူကလည်းစိတ်အေးရတာမဟုတ်ဘူးဆင်းရဲတဲ့ပုဂ္ဂိုလ်ကလည်းစိတ်အေးရတာမဟုတ်ဘဝတန်တရားခရီးကိုလျှောက်တဲ့အခါမှာဒီဘဝနောင်ဘဝဆိုတာယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီဘဝမှာရှိနေကြတယ်လူတွေကမိမိတို့ဒီဘဝရှိတယ်ဒါကိုတော့လူတိုင်းလက်ခံကြတယ်နောင်ဘဝရှိတယ်မရှိဘူးဆိုတာလူတိုင်းလက်မခံဘူးပေါ့သို့တော်လည်းဒီဘဝအရေးစိတ်အေးရတဲ့ပုဂ္ဂိုလ်တွေရောရှိရလားဆိုလို့ရှိရင်မရှိနိုင်ဘူးလုံးဝစိတ်အေးရပြီလို့ပြောတဲ့ပုဂ္ဂိုလ်ကတကယ်ရောစိတ်အေးရတာဟုတ်ကလားမဟုတ်ဘူးသို့တော်သူတို့ကတော့ပြောကြတယ်ဒီဘဝမှာစိတ်အေးရပြီလို့ဒီလိုပြောကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဟောပြောချက်ကလောကလူသားတွေရဲ့အထင်အမြင်တွေနဲ့တလွဲစီပဲဖြစ်တာများတယ်ဒီတရားကိုလောကအရေးစိတ်အေးဖို့ဆိုတဲ့အကြောင်းချင်းရာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကသံယုတ္တနိကေအာလာဝကသုတ်တံမှာဟောထားတာရှိအာလာဝကဆိုတာအလုံးသိကြတဲ့အတိုင်းပဲယက္ခလို့ခေါ်တဲ့အမတန်ကြမ်းတမ်းတဲ့ဘီလူကြီးတကောင်သို့တော့ဒီကနေ့အာလာဝကဟာထိုကဲ့သို့ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်မဟုတ်တော့ဘူးဘုရားမြတ်စွာရဲ့တရားဓမ္မကိုနာယူပြီးတဲ့အခါမှာအမတန်မှလိမ္မာယဉ်ကျေးပြီးတော့သောတာပန်ပုဂ္ဂိုလ်ဖြစ်နေပြီသို့တော်လည်းဒီကနေ့မြန်မာနိုင်ငံမှာပယောဂဆရာတွေကအာလာဝကမှော်သွင်းတယ်ဆိုပြီးတော့ကြမ်းပြနေကြတော့မှရှိသေးတယ်တကယ်တော့အာလာဝကဆာလာပီလာအာလာဝကဆိုရင်ကျမ်းဆရာရှိပါအောင်မလားသောတာပန်ဖြစ်သွားလို့ရှိရင်တော့အာလာဝကကျမ်းမဲ့ပုဂ္ဂိုလ်မဟုတ်တော့ဘူးတဲ့နော်အမတန်လိမ္မာယဉ်ကျေးပြီးတော့သူကဘာပြောခဲ့တော့ဆိုရင်သောအဟံဝိစရိတာပိဂာမပုရံနမတ္တမာနောတံဗုဒ္ဓံသူပြောတဲ့စကားလေးကဝိဟရိတာပိတပ္ပရာတရွာကနေတရွာတနယ်ကနေတနယ်တမြို့ကနေတမြို့မြတ်စွာဘုရားကိုလက်အုပ်ချီမိုးရှိခိုးပြီးတော့သူကသွားလာပါမယ်လို့ပြောတာဘယ်လောက်ယဉ်ကျေးလဲဆိုဟိုမြို့ဟိုရွာဟိုမြို့ဟိုနယ်ဒီနယ်လျှောက်ပြီးတော့သွားတဲ့အခါမှာဘုရားကိုယ်သာလည်းဥထိတ်ထားပြီးတော့သူသွားပါမယ်လို့ပြောတဲ့ပုဂ္ဂိုလ်တူဖြစ်နေပြီဟုတ်ကလားအမတန်လိမ္မာယဉ်ကျေးသွားပြီသို့တော့တစ်ချိန်တုန်းကတော့အမတန်မှချမ်းတမ်းတဲ့ပုဂ္ဂိုလ်ဆိုတာဟုတ်တယ်စိတ်ချမ်းခိုချမ်းအမတန်မှချမ်းတမ်းပေမဲ့လို့ဘုရားမြတ်စွာရဲ့တရားဓမ္မကိုနားလိုက်ရတဲ့အခါမှာအလွန်ကိုတိမ်မွေ့ပြီးတော့ယဉ်ကျေးသွားတဲ့ပုဂ္ဂိုလ်တူတဲ့အောင်ချင်း၈ပါးထဲမှာတွေ့ကြလိမ့်မယ်ပေါ့အာလာဝကဘီလူချွတ်ခန်းဆိုတာနော်
သို့တော့ဒီအာလဝကမြတ်စွာဘုရားကအနိုင်ရလိုက်တာလေးကိုသာပြောကြတယ်ထိုအာလဝကကမေးလို့မြတ်စွာဘုရားကဖြေခဲ့တဲ့တကယ်အနှစ်သာရပိုင်းကိုအတိနည်းနေကြသေးတယ်ဒီကနေ့အနှစ်သာရပိုင်းကိုခြိကြရအောင်ထိုအနှစ်သာရပိုင်းကသာလေမိမိတို့အဖို့တန်ဖိုးရှိတယ်လို့မှတ်ထားနော်တရားနာတဲ့အခါမှာဇလန်းဇက်ွက်ကအဓိကမဟုတ်ဘူးထိုတရားဓမ္မမှာလာတဲ့လိုက်နာကျင့်သုံးเสียသင်္ကန်းစာတွေရဖို့ကအရေးမကြီးဘူးလားကိုယ့်ဘဝမှာဘဝခရီးကိုရှောက်လန်းတဲ့အခါမှာဘယ်အရာတွေကအရေးကြီးသလဲဆိုတာလူတိုင်းသိသင့်တာပေါ့အရေးမကြီးတာတွေကိုအရေးကြီးတယ်ထင်ပြီးတော့သွားမယ်ဆိုလို့ရှိရင်နောက်ဆုံးအချိန်ရောက်တဲ့အခါမှာဒုက္ခမရောက်ပေဘူးလားဒါကြောင့်မို့လို့အရေးမကြီးတာကိုအရေးကြီးတယ်လို့မထင်ရလေအောင်မထင်မှားလေအောင်အရေးကြီးတာကိုလည်းအရေးမကြီးဘူးလို့မထင်မှားရလေအောင်အရေးကြီးတာကိုအရေးကြီးတယ်လို့သိရမယ်အရေးမကြီးတာကိုအရေးမကြီးဘူးလို့အမှန်တိုင်းသိရမယ်ထိုကဲ့သို့အမှန်တိုင်းသိဖို့အတွက်တရားဓမ္မနာယူရတယ်နာယူပြီးတော့တရားကနာယုံတက်တက်နဲ့အကျိုးရှိမှာမဟုတ်ဘူးဆေးနဲ့အလားတန်တူတယ်ဆေးဆိုတာကတောက်မှယောဂပျောက်တာမိမိအိမ်မှာအစင်သင့်ဝယ်ထားပြီးတော့ပလင်းတဲ့ထက်ထောင်ထားရုံနဲ့ယောဂပျောက်ပါမလားမပျောက်ဘူးထို့တူပဲမြတ်စွာဘုရားတရားတော်ဟာနာယုံနာထားပြီးလိုက်နာကျင့်သုံးမှုမပြုဘူးဆိုရင်အကျိုးတရားကိုအပြည့်အဝဖြစ်ထွန်းစေမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာလုပ်ငန်းနှစ်ခုအမြဲတမ်းဟောခဲ့တယ်နံပါတ်1ကပရိယတ်သင်ရမယ်ဟောတာနားထောင်တာသင်တာပဲเนาะနောက်တစ်ခုကပฏิပတ်လက်တွေ့ကျင့်သုံးရမယ်လို့ဆိုလို့ခေတ်စကားနဲ့ပြောရင် theoretical နဲ့ practical ပေါ့ဒီအချက်နှစ်ချက်ကို theory အနေနဲ့လည်းသိရမယ်လက်တွေ့လည်းကျင့်သုံးနိုင်ရမယ်theory သာရှိပြီးလက်တွေ့ကျင့်သုံးလို့မရတဲ့တရားဆိုလည်းသိတန်ဖို့ရှိမှာမဟုတ်ဘူးဒါကြောင့်မို့လို့အသိဉာဏ်တစ်ခုဟာလက်တွေ့အသုံးချရတဲ့အသိဉာဏ်မျိုးဖြစ်ဖို့လိုတယ်တဲ့ဒါကို apply လုပ်တယ်လို့ပြောကြတာပေါ့လက်တွေ့အသုံးချတဲ့ပညာဟာအမတန်မှတန်ဖိုးရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောဒီတုတ်တံဖြစ်လာတဲ့အနေထားကဘယ်လိုဖြစ်လာတယ်ဆိုတော့စัจ ကြောင်းလေးကိုတူတူလေးပြောအောင်အလာဝကစัจ ကြောင်းအလုံးသိနေကြတယ်မြတ်စွာဘုရားကတခါတုန်းကအာလဝီပြည်အာလဝီမြို့ထိုအာလဝီမြို့နာကအာလဝကဘီလူကြီးပိုင်ဆိုင်ပြီးတော့နေထိုင်ရာဖြစ်တဲ့ဗိမာန်အဲ့ဒီဗိမာန်ကြီးကဘယ်နှရှိတုံးဆိုအာလဝီပြည်အာလဝီမြို့နဲ့မလှမ်းမကမ်းတောဇဝမှာညောင်ပင်ကြီးတစ်ပင်ရှိတယ်အဲ့ဒီညောင်ပင်ကြီးအောက်မှာသူ့ရဲ့ဘုံဗိမာန်ရှိတယ်လို့ပြောတယ်သူ့ရဲ့ဘုံဗိမာန်ကမြင်ရလားလို့ဆိုမမြင်ရဘူးလောကမှာလူတွေပြောကြတယ်တစ်ပင်တွေမှာယုတ်ကစိုးရှိတယ်လို့ဘုံမစိုးရှိတယ်လို့ပြောကြတယ်ထိုယုတ်ကစိုးဘုံမစိုးနေတဲ့ဗိမာန်ကိုမြင်ရလားလို့ဆိုမမြင်ရဘူးလူတွေကတော့ထင်ကောင်းထင်ပဲယုတ်ကစိုးကတစ်ပင်ခွာကြားမှာတက်ထိုင်နေတယ်လို့ထင်ကောင်းထင်ကိုယ့်အကိုထိုင်ကြည့်ပါလားဘယ်နည်းထိုင်နိုင်မှာတော့တစ်ပင်ခွာကြားမထိုင်နိုင်ဘူးမို့လားတကယ်တော့လေယုတ်ကစိုးဆိုတာတစ်ပင်မှာနေတာမဟုတ်ဘူးတစ်ပင်နဲ့ဆက်ဆက်ပြီးသူ့ရဲ့ဘုံမိမ့်မှန်ရှိတယ်သူ့ရဲ့ဘုံမိမ့်မှန်ရှိတယ်သူ့ရဲ့ဘုံမိမ့်မှန်ကတာခဋ္ဌဗိမာန်နဲ့ရုက္ခဋ္ဌဗိမာန်လို့နှစ်မျိုးရှိတယ်တာခဋ္ဌဗိမာန်ဆိုတာသူ့ရဲ့ဘုံမိမ့်မှန်ဒီတစ်ကိုင်းနဲ့ဆက်ပြီးတော့တည်နေတယ်အဲ့ဒါတစ်ကိုင်းတွေခုတ်လိုက်လို့ရှိရင်သူ့ရဲ့အဆောက်အဦပြိုကျသွားဒါတစ်ခုတချို့ယုတ်ကစိုးတွေရဲ့ဘုံမိမ့်မှန်ကြတော့ရုက္ခဋ္ဌလို့ခေါ်တယ်တစ်ပင်ကငုတ်တူကြီးရှိနေလေသူ့ဗိမာန်မပြတ်ဘူးသူကအဲ့ဒါကြောင့်မလို့လူတွေကတော့နတ်နေကိုင်းဆိုပြီးတော့ချမ်းချမ်းထားကြတယ်လေအဲ့ဒါနတ်ဗိမာန်မပြုတ်အောင်လို့တစ်ခက်ကလေးကိုခြံပြီးတော့ခုတ်ကြတယ်တာခဋ္ဌဗိမာန်မျိုးကိုပြောတာတာခဋ္ဌဆိုတာတာခါဆိုတာတစ်ခက်ထဆိုတာတီးနေတာတစ်ခက်ပေါ်မှာတီးရှိနေတဲ့ဘုံမိမ့်မှန်လို့ဒီလိုပြောတယ်
အဲ့တော့တိခတ်တွေကုံအောင်ခုတ်လိုက်လို့ရှိရင်တော့ဘုံမိမှန်ကြီးပြိုကျသွားပြီသားမှတ်ပေးအဲ့ဒီမှာယောဂစိုးကနေစရာမရှိတော့လူတွေကမြင်ရလားဆိုမမြင်ရဘူးလောကမှာလူတွေရဲ့မျက်စိနဲ့မမြင်ရတဲ့အရာတွေကအများကြီးရှိတာဟုတ်ရှိတော့ရှိတယ်မမြင်ရတာတွေအများကြီးရှိတယ်မျက်စိနဲ့မြင်လို့ရတာကတခုတည်းပဲမြင်လို့ရတယ်ဘာလို့ဆိုအစင်းရူပယုံလို့ဆိုတဲ့အစင်းတစ်ခုတည်းပဲယူရဒါဖြင့်ပုံပန်းတဏ္ဍာနေရောမမြင်ရဘူးလားဆိုသရံကအစင်းသားပြီးယူတာဟုတ်ကဲ့လားမြင်တာကအစင်းဉာဏ်နဲ့ပုံပန်းတဏ္ဍာကစိတ်ကူးပြီးတော့ဖော်ထားဒါကြောင့်မို့လို့မျက်စိကမြင်ရတယ်ဆိုတဲ့ရူပယုံကိုအစင်းတို့ဒီလိုပြန်လေးရှိတယ်ဘုန်းကြီးတို့ဒီဥမာတော့တခါကြီးတယောက်ကမေးဘူးတယ်မျက်စိနဲ့မြင်ရတာကာလာလားဖွန်လားသူကမေးတယ်သို့သောစာပေကျမ်းဂန်အရပြောမယ်ဆိုရင်ကာလာကိုလည်းမြင်ရတယ်ဖွန်လို့ဆိုတဲ့တရံကိုလည်းမြင်ရတယ်လို့ပြောသို့သောကာလာကိုမြင်တာကအဓိကကာလာဆိုဒီမှာကာလာလို့ပြောပြန်လို့ရှိရင်လေကာလာမဲ့တာတွေနဲ့ကြတော့တခါတမျိုးပြောရပြန်တယ်အဲ့ဒါကြောင့်မို့လို့မျက်စိနဲ့မြင်ရတဲ့ဟာကို visible object လို့ဒီလိုပဲပြန်တယ်မျက်စိနဲ့မြင်ရတဲ့အစင်းလို့ဒီလိုပဲပြန်အဲ့တော့အဲ့ဒီနှစ်ခုလုံးဟာခြုံငုံပြီးတော့ဓမ္မသင်္ကတိပါဠိတော်မှာတော့မျက်စိနဲ့မြင်ပြီးသိရတဲ့ဟာတွေပုံပန်းတဏ္ဍာလေးပါထည့်ပြီးတော့မြတ်စွာဘုရားအစင်းလို့ခေါ်တာသို့တော့ရူပလို့ဆိုတဲ့အရာသည်မျက်စိနဲ့မြင်လို့ရတဲ့အရာကိုပြောတာမျက်စိနဲ့မြင်ပြီးတော့စိတ်ကူးလို့ရတဲ့အရာတွေကိုလည်းထည့်သွင်းပြီးတော့ပြောထားတယ်လို့ဒီလိုမှမျက်စိနဲ့မြင်လို့ရတဲ့အရာကိုနားနဲ့ကြားလို့ရရဲ့လားမရဘူးเนาะသူ့ဟာနဲ့သူတစ်ခုစီအဲ့တော့လူတွေရဲ့မျက်စိနဲ့မမြင်ရတဲ့အရာတွေကလောကမှာမြောက်များစွာရှိတယ်နတ်တွေရဲ့ဘုံဗိမာန်တွေကိုလည်းလူတွေကမမြင်ကြရဘူးတဲ့အဲ့ဒီတာခတ္ထဗိမာန်လို့ဆိုတဲ့တိခက်ပေါ်မှာတည်ရှိနေတဲ့ဗိမာန်ကြတော့တိခက်ကိုကုံအောင်ခုတ်လိုက်လို့ရှိရင်ထိုယောဂစိုးရဲ့ဘုံဗိမာန်ကြီးပျက်စီးသွားရုက္ခထဗိမာန်ကြတော့တစ်ပင်တင်းငုတ်ကျမ်းနေသေးသမျှကာလပတ်လုံးသူ့ရဲ့ဘုံဗိမာန်မပျက်စီးဘူးတဲ့ဒီလိုပြောတာလူတွေလည်းဘာထူးတော့အိမ်ဆောက်ထားတဲ့နေရာမြေပြိုကျသွားရင်အိမ်တွေမပျက်ဘူးလားအဲ့ဒီသဘောပါပဲအဲ့တော့လူတွေကမြေကြီးပေါ်နေတာဟုတ်ကလားမဟုတ်ဘူးမြေကြီးပေါ်မှာအိမ်ဆောက်ပြီးနေတာဟုတ်ကလားယောဂစိုးနတ်ဆိုတာလည်းပဲတစ်ပင်ပေါ်မှာသူ့ရဲ့ဘုံဗိမာန်ပေါ်နေတာသူတို့ကြတော့ကိုယ်တိုင်လှုပ်လို့ရတဲ့အရာမဟုတ်ဘူးသူတို့ဘုံဘဝကကံပေါ်မှာမိတီးပြီးတော့နေရတယ်တဲ့ဒါကြောင့်မို့နတ်တွေရဲ့ဘဝကိုကမ္မဖလူပစီဝီကံရဲ့အကျိုးကိုသာမိတီးပြီးအသက်မွေးရတယ်လူတွေနဲ့အသက်မွေးပုံချင်းမတူဘူးတဲ့လူတွေကြတော့ဥဋ္ဌာဏဖလူပစီဝီလုံလဝိရိယပေါ်မှာမိတီးပြီးတော့အသက်မွေးရတယ်ကြိုးစားရင်ကြိုးစားသလားကံတော့ပါတယ်သို့တော့ကံနဲ့ထိုင်ဆောင်နေလို့လူဘဝမရဘူးတဲ့လုံလဝိရိယခုရတယ်နတ်ဘုံနတ်ဘဝကြတော့အဲ့လိုမဟုတ်ဘူးတဲ့အလုံးဟာကံပေးတဲ့အတိုင်းပဲထင်ရှားနေတယ်ကံကုန်ရင်တော့ဘာမှရှိမှာမဟုတ်တော့ဘူးသူတို့ဒီလိုဆွလို့တယ်နော်အဲ့တော့အာလောကဘီလူကြီးရဲ့ညောင်ပင်အောက်ကဗိမာန်ကြီးကလည်းပဲအေးတော်တဲ့သွားလာနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီညောင်ပင်ကြီးအောင်ဝင်နာနေကြပြီမဲ့လို့ဗိမာန်ကြီးကိုမြင်ရတာမဟုတ်ဘူးသို့သောဗိမာန်ကြီးကရှိတယ်မြတ်စွာဘုရားကတရက်တော့အဲ့ဒီဗိမာန်ကြီးထဲမှာသွားပြီးသရင်သုံးနေတယ်အာလောကဘီလူကြီးကအစည်းအဝေးသွားနေတယ်သူလည်းပြန်ရောက်လာရောစိတ်တွေဆိုးတယ်စိတ်ဆိုးတယ်ဆိုဘုရားဟောမကြည်ညိုဘူးလေသူတို့စရိုက်နဲ့ဘုရားဟောတဲ့တရားကမကိုက်ဘူးမကိုက်သည့်အတွက်ကြောင့်ကိုယ်ဘာသာဝင်မဟုတ်တော့သူစိတ်တအားဆိုးတယ်ဆိုတော့မြတ်စွာဘုရားကိုဒုက္ခအမျိုးမျိုးပေးတယ်ပေါ့နောက်ဆုံးမှာအာမတန်မန်လျှောတဲ့အနေနဲ့သူဘာလုပ်တုံဆိုရင်သူအစွမ်းကုန်မြတ်စွာဘုရားကိုသူ့ဗိမာန်ထဲကထွက်ခွာအောင်လုပ်တယ်မရဘူးနောက်ဆုံးကြတော့သူဘာလုပ်တုံဆိုရင်အရှင်ဂေါရမသူများခွင့်မပြုတဲ့
အဆောက်အဦတွေဘာဖြစ်လို့ဝင်နေရခုပဲထွက်သွားလိုက်ပါဆိုတော့မြတ်စွာဘုရားလည်းကဲမင်းထွက်စေခြင်းထွက်တာပေါ့လို့ဆိုဟောထွက်သွားလိုက်ပါလို့ပြောတာချက်ချင်းထပြီးထွက်သွားတယ်တဲ့မြတ်စွာဘုရားသူကအဲ့ဒီတော့စဉ်းစားတယ်ဒီလိုတော့လွယ်သားပဲငါညတညာလုံးမောင်းထုတ်တာမရဘူးပေါ့ခုထွက်သွားလိုက်ပါဆိုလွယ်လွယ်ကူကူနဲ့ထွက်သွားတာတကယ်ပဲသူငါပြောတာလိုက်နာတာဟုတ်မဟုတ်စမ်းကြည့်အောင်ပဲဆိုရင်ကိုတော်ပြန်ဝင်ခဲ့အောင်ဆိုတော့အေးမင်းကဝင်စေခြင်းလဲဝင်တာပေါ့ကွာဆိုပြန်ဝင်လာခဲ့တယ်မြတ်စွာဘုရားအဲ့လိုနဲ့ထွက်လိုက်အောင်ဆိုထွက်သွားလိုက်ဝင်လိုက်အောင်ဆိုဝင်လာလိုက်အဲ့ဒါလို့၃ခါလောက်ထိအောင်သူကခိုင်းတယ်ဒါဖြင့်ဒီဘီလူခိုင်းတာဘုရားကဘာဖြစ်လို့လိုက်ပြီးလုံနေတာတုံးလို့ဆိုသူ့ရဲ့စိတ်ဓာတ်ကိုမြတ်စွာဘုရားခုစားနေတာအလကားလောက်တာမဟုတ်ရည်ရွယ်ချက်ရှိနဲ့လုပ်တယ်စိတ်ဆိုးနေတဲ့လူတယောက်ကိုပိုးစိတ်ဆိုးအောင်လုပ်ရင်ပို့ပြီးတော့စိတ်မဆိုးပေဘူးလားအေးသူကျင့်တတ်အောင်လို့လုပ်ပြလိုက်တဲ့အခါမှာလူကကျင့်တတ်သွားကြည့်လေကလေးလေးတွေချော့တဲ့အခါမှာအမလေးကလေးလေးတွေတခုခုနဲ့ခိုင်းမိသွားလို့ရှိရင်လူကြီးတွေကလှုပ်တယ်မို့လားဥပမာပဲကလထိုင်နဲ့တိုက်ပြီလို့ကလေးလေးကနာသွားလို့အိုတယ်ဆိုရင်လူကြီးကကလထိုင်ကိုကဲတိုင်အောင်ဟဲ့ဆိုရိုက်လိုက်တဲ့အခါကျတော့ကလေးလေးကခြေနှံ့မသွားဘူးလားစိတ်ခုစားတာအဲ့ဒါကလထိုင်ကရိုက်လို့ကလေးမှနာတာပျောက်ပါမလားပျောက်ဘူးဘာလောက်တာတော့စိတ်ကိုခုစားတာအခုလည်းပဲအာလဝကဘီလူကြီးသိကြမ်းတမ်းခက်ထန်နေတဲ့စိတ်လေးပျော်ပြောင်းသွားအောင်လို့ဘုရားကသူခိုင်းတာလေးလှုပ်လိုက်တယ်နောက်ဆုံးတတိယအကျင့်ခိုင်းပြီးတော့စရုထအကျင့်ရောက်တဲ့အခါကျတော့ဘလူကြီးကဒီတခါထွက်ရင်တော့ငါခြေတော်တစ်ချောင်းခိုင်းပြီးတော့ပြစ်လိုက်မယ်ဆိုပြီးတော့သူ့စိတ်ထဲမှာအဲ့လိုစိတ်ကူးမိတယ်ဒီတခါထလာရင်တော့မသက်သာဘူးခြေတော်တစ်ချောင်းဆွဲပြီးတော့ငါပြစ်မယ်လို့အဲ့ဒါလိုလဲစိတ်ကူးပြီးတော့ကိုရောဗိမာန်ထဲကထွက်သွားပါလို့ဆိုတော့မြတ်စွာဘုရားဗာပြောတော့ငါမထွက်နိုင်ဘူးတဲ့မင်းလှုပ်ချင်တာလှုပ်တယ်ဘာဖြစ်လို့ဒီလိုပြောတော့ဆိုလို့ရှိရင်ကြည့်လေဒီကောင်မကောင်းတဲ့အကြံကြံထားတာလိုက်လို့ရှိရင်မဖြစ်တော့ဘူးဒီချိန်မှာမင်းလှုပ်ချင်တာလှုပ်လို့ဆိုတော့သူ့စိတ်ထဲမှာအဲ့ဒါဘာပေါ်လာတော့ဆိုဒီရန်ကောင်မှတိတ်တကိုးကြီးတယ်စိတ်သဘောထားကြတော့လေနုညံ့သားပဲငါစိတ်အကြံနေလဲသူအကုန်သိနေဒီတခါထွက်ရင်တော့ငါကခြေတော်နှစ်ချောင်းကင်ပြီးတော့ပြစ်မလို့စိတ်ကူးနေတယ်သူအဲ့ဒါသိတယ်အဲ့တော့ဒီလိုပုဂ္ဂိုလ်ငါစီရောက်လာတာအလဟတတော့မဖြစ်ဘူးဓမ္မနဲ့ပတ်သက်တဲ့မေးခွန်းတွေဘဝအရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေငါမေးအောင်မယ်ငါသိချင်နေတာတွေလည်းရှိတယ်မေးခွန်းပေါင်း73ခုမေးတယ်သူကဒီမေးခွန်းတွေကသူကဘယ်ကရတာတော့လို့ဆိုလို့ရှိရင်သူ့မိဘတွေကအဆက်ဆက်မေးခွန်းနဲ့အဖြေကိုသူ့ကိုသင်ပေးထားအဲ့ဒီမေးခွန်းနဲ့အဖြေကသူတို့ tradition လို့ပြောပါဘိုးဘွားမိဘလက်ထက်ကလေးကဒီအမေနဲ့အဖြေလေးတွေမှတ်ထားသူ့လက်ထက်ရောက်တဲ့အခါကျတော့အမေလေးတွေပဲကြံပြီးတော့အဖြေတွေပြောက်ဒီအဖြေတွေသိချင်ဟုတ်ကလားအထိမ့်သိမ့်မတက်ရင်ဒီလိုပဲပျောက်တတ်တယ်မဟုတ်လားငယ်တော့အမေဖေတွေကတင်ထားတဲ့စာလေးကြီးတော့တချို့ပျောက်သွားကြတယ်ဟုတ်လားအာလဝကကလည်းဒီတိုင်းပဲအမေဖေတွေကတင်ပေးထားတဲ့ဘဝအရေးနဲ့ပတ်သက်တဲ့မေးခွန်းနဲ့အဖြေလေးတွေကိုသူတင်ပေးထားတာငယ်ငယ်ကတင်ပေးထားတာလေးတွေပျောက်သွားတဲ့အခါကျတော့သူခေါင်းထဲမှာအမေးလေးတွေပဲကြံတော့တယ်အဖြေတွေမရှိတော့ဒါဖြင့်ဒီအမေးနဲ့အဖြေကဘယ်ရတာတော့ဒီအဖြေတွေကဘု து စီကဟာတွေတုံးလို့ဆိုဂေါရမမြတ်စွာဘုရားတဲ့အရင်ပွင့်သွားတဲ့ကတ္တဗမြတ်စွာဘုရားဟောခဲ့တဲ့ဟာလေးတွေအဲ့ဒါတွေကိုအစဉ်ဆက်မှတ်သားလာတာကတ္တဗမြတ်စွာဘုရားအစဉ်ဆက်ဟောခဲ့တဲ့အမေးနဲ့အဖြေလေးတွေကိုသူ့ဘိုးဘွားမိဘတွေကအစဉ်ဆက်မှတ်သားလာခဲ့ပြီးတော့သူ့ထီအောင်ရောက်လာဒါပေမဲ့သူ့လက်ထက်ကျတော့အဖြေတွေပျောက်သွားဖြေတွေမေ့ကုန်အဲ့တော့သူ့စိတ်ထဲမှာသိချင်နေတာသိချင်လို့
သူဗိမာန်မောကကြော်ဖြတ်သွားတဲ့ဇံရယသိတွေပါတယ်ဆိုလို့ရှိရင် तू ကတခါတည်းသူတကူနဲ့ဇံရယသိတွေသူဗိမာန်မောဆင်းလာအောင်လုပ်ပြီးမိကုန်းတွေမေးတာပဲမဖြေနိုင်ဘူးဆိုရင်နှိပ်စက်ပြီးလွတ်လိုက်တာ तू ကဒါလုံနေချာ तू လုံနေချာ तू လိုချင်တဲ့မိကုန်းရဲ့အဖြေကိုမရဘူးဆို तू စိတ်ဆိုးတယ်မဖြေနိုင်ကောင်းလားဆိုပြီးတော့အဲ့ဒီယသိတွေကိုနှိပ်စက်ပြီးလွတ်လိုက်ရှိတယ် तू ကခုမြတ်စွာဘုရားနဲ့တွေ့တဲ့အခါလဲဒီမိကုန်းမေးဖို့သူစိတ်ကူးရအဲ့ဒီမိကုန်းတွေကဘဝအရေးနဲ့ပတ်သက်လာတဲ့မိကုန်းတွေကြီးပဲအမတန်ကြမ်းတမ်းတဲ့ဘလူကြီးတယောက်ကမေးတဲ့မိကုန်းတွေဟာဘဝနဲ့ပတ်သက်ပြီးဘလောက်တန်ဖိုးရှိသလဲဆိုတာစဉ်းစားကြည့်ဒီအမေးနဲ့အဖြေဟာလောကလူသားတွေရဲ့အမြင်နဲ့ကိုက်ချင်မှကိုက်တယ်သို့တော်တကယ်တန်ဖိုးရှိတဲ့အဖြေတွေတဲ့သူပထမဆုံးမေးလိုက်တဲ့မေးခွန်းမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားကအေးမေးချင်တယ်ဆိုရင်မေးပါဘယ်ခါမဆိုမေးနိုင်တယ်ခွင့်ပြုလိုက်တဲ့အခါသူမေးခွန်းတစ်ကိုစမေးတယ်နံပါတ်1မေးခွန်းကဘာလဲလို့ဆိုရင်လောကမှာတဲ့အကောင်းဆုံးဥစ္စာဆိုတာဘာလဲဒီမေးခွန်းမေးတယ်လောကလူတွေကတော့ဘာပြောကြမလဲလို့ဆိုလို့ရှိရင်ကြည့်လေစိတ်ရွှေရတနာတွေကိုတန်ဖိုးသိတယ်လို့ဆိုလို့ရှိရင်လောကမှာဘာကောင်းဆုံးလို့မေးရင်ဘယ်ပစ္စည်းဥစ္စာအကောင်းဆုံးလို့ဆိုရင်ပြောကြမှာပေါ့စိတ်ကအကောင်းဆုံးလို့ရွှေကအကောင်းဆုံးလို့မပြောကြပဲဘူးလားပရမညာကအကောင်းဆုံးလို့ဒီလိုပဲပြောကြမှာလောကလူသားတွေလောကမှာအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာဘာလဲသူမေးတယ်မေးကုန်တာဘဝနဲ့တွေးတယ်အများလူတွေကဒီတိုင်းများလူတွေကိုမေးလိုက်မယ်ဆိုရင်အဖြေမျိုးမျိုးထွက်မှာဖြေမျိုးမျိုးထွက်တိုက်လို့ခြင်းတဲ့လူကတိုက်ပေါ့ရွှေလို့ခြင်းတဲ့လူကရွှေလို့ပြောမှာပဲကားလို့ခြင်းတဲ့လူကကားလို့ပြောမှာပဲဟုတ်ကလားအဖြေတွေမျိုးမျိုးမထွက်နိုင်ဘူးလားထွက်နိုင်တယ်အကောင်းဆုံးပစ္စည်းဥစ္စာဟာဘာလဲလို့ဆိုတော့မြတ်စွာဘုရားအဖြေလိုက်တာကလောကလူတွေရဲ့မတွေးမိတဲ့အဖြေမျိုးပဲမြတ်စွာဘုရားဘာဖြေတော့ဆိုရင်တရားတရားဟာအကောင်းဆုံးဥစ္စာကဲကြည့်ဒီအဖြေရဲ့လေးနက်မှုကဘယ်လောက်ထိအောင်သွားတော့ဆိုပါစို့စိတ်ရဲ့တန်ဖိုးကိုကြည့်အောင်စိတ်ဟာတန်ဖိုးရှိတယ်မှန်တယ်နော်အမတန်မှတန်ဖိုးရှိတယ်ရွှေဟာလည်းအမတန်မှတန်ဖိုးရှိတယ်အလုံးသိကြတယ်ဗရမ ्या တွေလည်းအမတန်မှတန်ဖိုးရှိတယ်တခြားပစ္စည်းဥစ္စာတွေလည်းတန်ဖိုးရှိတယ်သို့တော့အဲ့ဒီတန်ဖိုးဟာတန်ဖိုးရှိတဲ့ယရဏပစ္စည်းတွေဟာယန္တမျိုး၅ပါးနဲ့ပြတ်နိုင်သလားမပြတ်နိုင်ဘူးလားပြတ်နိုင်အဲ့တော့ဒီဘဝတည်းမဲ့ကိုယ်နဲ့ခွဲသွားတဲ့ပစ္စည်းတွေအများကြီးရှိတယ်ဆိုပါစို့စိတ်ရှိတဲ့ပုဂ္ဂိုလ်လည်းပဲစိတ်လိုချင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ရင်ကိုယ်စီကလူရက်ပြီးယူမသွားဘူးလားနောက်ဆုံးကိုယ်ကနေပြီးတော့ဘဝတစ်ခုဆုံးသက်သွားလို့ရှိရင်လည်းကိုယ်ပိုင်တဲ့စိတ်မထားခဲ့ရဘူးလားထားခဲ့ရတယ်ဒီပစ္စည်းတွေရဲ့တန်ဖိုးဟာအချိန်ကာလပိုင်းနဲ့ကြည့်မယ်အသုံးနဲ့ကြည့်မယ်ဆိုရင်အလွန်တူတောင်းတယ်အလွန်လဲအန္တရာယ်များတယ်မများဘူးလားတရောင်းစားဓမြတိုက်ခံရတယ်လို့မကြားဘူးပေါ့နော်ပတ်စံရှိတဲ့လူဝင်တိုက်တာမဟုတ်လားအေးပတ်စံရှိလာပြီဆိုလို့ရှိရင်အန္တရာယ်ကိုဖိတ်ခေါ်နေတာလို့ကြားပစ္စည်းဥစ္စာချမ်းသာလေးမကြောက်ရဘူးလားကြောက်ရတယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာထိုပစ္စည်းဥစ္စာရဲ့အန္တရာယ်ကြောင့်အမတန်မှထိတ်လန့်ကြောက်ရွံ့ပြီးစိုးရိမ်နေကြရဒါလက်တွေ့ပဲဘဝမရှိတောင်းတရှိကြောင်းကြလောကရှိတဲ့ပစ္စည်းဥစ္စာတွေကမရှိတဲ့လူကတောင်းတတယ်ရှိတဲ့လူကဘာဖြစ်လဲကြောင်းကြတယ်ဆိုတာပူပန်းနေရတာကိုပြောတာတော်လေးတစ်ခါခါနဲ့မိဂန္တိတာကြီးနဲ့ဟိုအပ်ရလဲစိတ်မချဒီအပ်ထားလဲစိတ်မချနဲ့ဒီလိုဖြစ်မနေဘူးလားအဲ့တော့ဒီပစ္စည်းဥစ္စာကလူကိုအကျိုးပြုနေတာလားလူကိုနှိပ်စက်နေတာလားတ
တကယ်ကနှိမ့်ဆက်နေတာနော်အဲ့တော့နှိမ့်ဆက်နေတဲ့အရာဝတ္ထုတစ်ခုကိုအကောင်းဆုံးပစ္စည်းလို့ဒီလိုနာမည်တက်လို့ဖြစ်ပါမလားမဖြစ်ဘူးဒါကြောင့်မို့အကောင်းဆုံးပစ္စည်းလို့မခေါ်နိုင်ဘူးပစ္စည်းဥစ္စာသည်လူကိုနှိမ့်ဆက်တတ်တယ်ဖျက်ဆီးတတ်တယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဟောထားတာရှိဟနန္တိဘောဂထုံမေတာနောစပါရခဝေတိနောဒီဘဝတည်းမကဘူးဘဝမှာပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒီဘဝမှာအလူရဲ့အတိုင်းခိုက်အသက်ဖြတ်ခံရတဲ့လူတွေရှိတယ်ပစ္စည်းဥစ္စာကြောင့်နောက်ဘဝမှာပြိတ္တာဘဝရောက်သွားတဲ့လူတွေရှိတယ်ငရဲကျသွားတဲ့လူတွေရှိတယ်ပစ္စည်းဥစ္စာကသူ့ကိုဒုက္ခပေးသွားလောကလူတွေကတော့သိတယ်အေးရွှေတွေငွေတွေချမ်းသာလို့ရှိရင်ဒီပစ္စည်းဥစ္စာတွေကအကုန်လုံးငါအတွက်ချမ်းသာဒုက္ခပေးလိမ့်မယ်လို့ဒီလိုမထင်ကြဘူးလားသို့တော့ချမ်းသာတယ်ပေးတာဟုတ်ကဲ့လားဆင်းရဲဒုက္ခကပုံများတယ်နော်ချမ်းသာတာပေးတာနည်းနည်းလေးရဲ့ဟုတ်လားစိတ်လေးရှိလို့စိတ်လေးဝတ်ပြီးတော့စိတ်တကကလေးပန်ပြီးတော့ခေါင်းလေးရမ်းလိုက်လို့ဝင်းကနေဘေးကလူကအထင်ကြီးတယ်ဒီရတာလေးတစ်ခုပဲခံလို့ရမယ်ပို့ပြီးတော့ကြောက်နေရတယ်ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့ပစ္စည်းဥစ္စာကပေးတဲ့ချမ်းသာဒုက္ခဆိုတာအမတန်နည်းပြီးအမတန်တူတောင်းတယ်တဲ့ဒါကြောင့်မို့အမျက်ဆုံးဥစ္စာလို့ခေါ်နိုင်ပါမလားမခေါ်နိုင်လို့မြတ်စွာဘုရားအဖြေသည်လောကလူသားတွေရဲ့အဖြေနဲ့ဆန့်ကျင်နေတယ်မြတ်စွာဘုရားကတတ္ထိတဝိတံပုရိသတ္တတိဋ္ဌံတဲ့အာလောကကြီးကမေးလိုက်တော့မြတ်စွာဘုရားအဖြေတာလောကမှာလူတွေအခုအကောင်းဆုံးဥစ္စာဆိုတာတရားတရားကိုပြောတာတဲ့ဒါဖြင့်ကောင်းပြီတရားတရားဆိုတာဘာဖြစ်လို့အကောင်းဆုံးဥစ္စာပြောတော့လောကလူတွေဟာတရားတရားမရှိရင်ဒါနကောင်းမှုလုပ်ပါမလားသီလကောစောင့်တည်ပါမလားကမ္မထံဘာဝနာရောအထုတ်ပါမလားမထုတ်ဘူးတတ္တာလို့ဆိုတဲ့စိတ်ဝင်စားမှုလေးယုံကြည်မှုလေးပေါ်မှာအခြေခံပြီးတော့လူတွေဟာဒါနကောင်းမှုလုပ်တယ်ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဒီဘဝတန်တရားမှာချမ်းသာဒုက္ခအပြည့်ရကြတာအကြည့်ဟုတ်ကလားလောကမှာတထေးကြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာကြည့်ကိုယ်ဘဝကိုယ်လက်ထက်ကိုကြိုးစားလို့စီးစိမ်ဥစ္စာရလာတာမရှိဘူးမဟုတ်ရှိတယ်ဒါလည်းကံပေးမှခိုင်မြဲတယ်ဘဝမှာအလွန်ချမ်းသာတဲ့မိသားစုအိမ်ကိုရောက်လာဖို့ဆိုတာဘယ်သူကပို့တာကံပို့တာအခုလိုဒါနကောင်းမှုတရားတရားရှိခဲ့သည့်အတွက်ကြောင့်တရားတရားကပို့လိုက်တယ်လို့ပြောလို့ရဟုတ်ကဲ့လားချမ်းသာတဲ့မိသားစုအိမ်မှာလူလာဖြစ်ဖို့ရာအတွက်တရားတရားရှိခဲ့လို့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့သည့်အတွက်ကြောင့်ဟောတရားတရားကပို့လိုက်တာသူ့မှာပိုင်ဆိုင်တာဘာတော့ဆိုရင်တတ္ထာဆိုတဲ့ဥစ္စာပိုင်ဆိုင်တယ်တတ္ထာဆိုတဲ့ဥစ္စာပိုင်ဆိုင်လို့ရှိရင်ဇောတိကဆိုတဲ့တထေးမျိုးကြီးလည်းဖြစ်တာပဲဇောတိကတထေးကြီးဘာကြောင့်တထေးဖြစ်တော့တတ္ထာရှိခဲ့လို့ဟိုတော့ကဇတိလတထေးကဘာကြောင့်တထေးဖြစ်တာတော့တတ္ထာရှိခဲ့လို့ဟုတ်ကဲ့လားတရားကိုအရင်တည်ထားပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဇောတိကတို့ဇတိလတို့ပုံနာတို့ဆိုတဲ့တထေးတွေဖြစ်လာရတာတဲ့ပုံနာတို့များဆိုလို့ရှိရင်ကြည့်လှူတာကနည်းနည်းရလိုက်တာကအများကြီးထွန်ထားတဲ့မြေကြီးကဲတွေအကုန်လုံးရွှေဖြစ်သွားဘယ်သူကပေးတာတော့တရားကပေးတယ်ဟောတရားပေးဒါကြောင့်မို့တရားကပေးတဲ့ပစ္စည်းဥစ္စာဆိုလို့ရှိရင်ဖြက်လက်ဖြက်စီးလို့မရဘူးအလွန်ခိုင်မာတယ်တရားကြောင့်ရလာတဲ့ပစ္စည်းတရားရှိနေပြီဆိုလို့ရှိရင်ဘဝတန်တရားခရီးသွားလို့ရှိရင်အမြဲတမ်းပြည့်စုံလုံလောက်နေနိုင်တယ်ဒါကြောင့်မို့တရားဆိုတဲ့ဥစ္စာပါဖို့အရေးကြီးတယ်ကျန်တဲ့ဥစ္စာအဓိကမဟုတ်ဘူးတရားဆိုတဲ့ဥစ္စာကိုတခိုးတည်းများကလည်းလူယူတိုက်ခိုက်လို့မရဘူးတဲ့ဟုတ်ကဲ့လားတန်တရားခရီးသွားတဲ့အခါမှာတတ္တာလို့ဆိုတဲ့ပစ္စည်းဥစ္စာပါသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာလူဖြစ်ရင်လည်းအထက်တန်းနတ်ဖြစ်လို့ရှိရင်လည်းအထက်တန်းဘယ်နေရာပဲဖြစ်ဖြစ်အထက်တန်းချကြစီးစိမ်ဥစ္စာပြည့်ပြည့်ဝဝနဲ့ဖြစ်တယ်ဒါကြောင့်မို့လို့တတ္ထာဆိုတဲ့ဥစ္စာရှိရင်ခုနကစိတ်ရှိဖို့လေဟုတ်လားမခဲရင်တော့ဘူးရွှေရှိဖို့လည်းမခဲရင်တော့ဘူးတိုက်ရှိဖို့လည်းမခဲရင်တော့ဘူးကားရှိဖို့လည်းမခဲရင်တော့ဘူးဒါကြောင့်မို့ပြောတာအဓိကအကြောင်းကိုမြတ်စွာဘုရားကဖြေတာတတ္တိတဝိတံပုရိသတ္တတိဋ္ဌံတရားဆိုတာတကယ်ဥစ္စာဟုတ်ကဲ့
လောကမှာရသမျှတန်တရားမှာမြတ်လူသမိုင်းမှာချမ်းသာခဲ့တဲ့လူတွေမှန်သမျှဟာတရားတရားအရင်ခံထားတဲ့ကံအကျိုးပေးလို့ချမ်းသာကြတာကြီးပဲကံမကောင်းအကြောင်းမလှပြီဆိုလို့ရှိရင်ဘာလို့ပျက်စီးတတ်တယ်ကံရှိတဲ့ပုဂ္ဂိုလ်မှာအောင်မြင်တယ်ဖြစ်ထွန်းတယ်လောကလူတိုင်းကြိုးစားကြတာပဲလူတိုင်းရောစီးပွားဖြစ်ကြလားဖြစ်ဘူးမဖြစ်တာဘာလို့ဆိုရင်ဒီအခြေခံကွဲလွဲချက်ကလေးတွေရှိနေသေးတယ်အဲ့ဒီကွဲလွဲချက်ကြောင့်မို့လို့ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကတတ္တိတဝိတ္တံသရတရားဟာတကယ်အကောင်းဆုံးသောဥစ္စာတစ်ခုပါအဲ့တော့ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတို့ဘဝအရေးပဲစိတ်အေးဖို့ရအတွက်ဘာပစ္စည်းစုတရားဆိုတဲ့ပစ္စည်းကိုစုအောင်ဒါဖြင့်တရားဆိုတာဘယ်လိုဟာခေါ်တာလဲလို့ဆိုကုသိုလ်ကောင်းမှုလုပ်ဖို့ရစိတ်ဝင်စားနေတာတရားယုံကြည်တာတတ်မဟုတ်ဘူးခရတရားတန်ခါယုံကြည်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်လို့လက်ခံတယ်အဲ့ဒီလက်ခံပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဝင်စားနေတာကိုတတ္ထာလို့ခေါ်တယ်ဟုတ်ကဲ့တတ္ထာဆိုတာအဲ့ဒါကိုပြောတယ်စိတ်ဝင်စားတယ်ယုံကြည်တယ်တရားတရားမိမိစိတ်ထဲမှာဖြစ်လာတာနဲ့တပြိုင်နက်အေးဘာလို့ရကောင်းမလို့စိတ်ကလှူဖို့တန်းဖို့စိတ်ကူးလာလူဖို့တန်းဖို့စိတ်ကူးလာတယ်သီလဆောက်တည်ဖို့ဥပုသ်ဆောင်ဖို့စိတ်ကူးလာတယ်ကမ္မထာအထုတ်ဖို့စိတ်ကူးလာတယ်အဲ့ဒီစိတ်ကူးလေးဖြစ်လာရင်ကိုယ်တဏ္ဍာမှာတရားဖြစ်ပြီလို့သာမှတ်ပြီးတော့နော်အဲ့ဒီလိုစိတ်ကူးမရသေးဘူးဆိုရင်တရားတရားမရှိဘူးလို့ပဲပြောရလှူတာတစ်ခုတည်းတင်မဟုတ်ဘူးနော်တတ္ထာဆိုတာလှူတာတစ်ခုတည်းတင်မဟုတ်ဘူးကုသိုလ်ကောင်းမှုမှာစိတ်ဝင်စားလာအခုကြည့်လေတရားပွဲသွားပြီးတော့တရားနာအောင်မှပဲဆိုတဲ့စိတ်ကူးလေးကဘု து ကြောင့်ပေါ်တာတော့တတ္ထာကြောင့်ပေါ်တာတတ္ထာရှိတဲ့ပုဂ္ဂိုလ်ဟာတရားနာခြင်းနဲ့တဲ့သူတော်သူမြတ်ကိုစိကပ်ဖူးမြင်ခြင်းနဲ့တဲ့လှူခြင်းတန်းခြင်းနဲ့ဟောတာတတ္ထာရှိတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါ၃ချက်ပဲတရားနာခြင်းနာဟာတတ္ထာကြောင့်သူတော်သူမြတ်ကိုစိကပ်ခြင်းနာလဲတတ္ထာကြောင့်လှူခြင်းတန်းခြင်းနာလဲတရားပဲလူချင်းတန်းကျင်တာတစ်ခုတည်းကိုတရားခေါ်တာမဟုတ်ဘူးတဲ့ဒါကြောင့်မို့တာဝရိန္ဒနတ်ပြည်ကနတ်တွေကတေကန်နီးကြတော့သူတို့မိတ်ဆွေနတ်ကိုမှားလိုက်ကြတယ်မင်းစိတ်ကူးမလွဲနဲ့သူဂတိဘုံကိုရောက်အောင်သွားအကောင်းဆုံးသောအရာကိုရအောင်ယူအဲ့ဒီအကောင်းဆုံးသောအရာကလက်လွတ်ဆုံးရှုံးမခံနဲ့လို့စကားလေးသုံးခွန်းမှားလိုက်ကြတယ်သူဂတိဘုံကိုသွားဆိုတာလူပြည်သွားလို့ပြောတာတဲ့အကောင်းဆုံးအရာကိုရအောင်ယူဆိုတာတရားတရားကိုပြောတာတဲ့အဲ့ဒီအကောင်းဆုံးသောအရာကိုလက်လွတ်ဆုံးရှုံးမခံနဲ့ဆိုတာတရားမပြည့်စေနဲ့လို့ပြောလိုက်တာဒါပဲဒါဆိုလုံလောက်ပြီဟုတ်ကလားနတ်ပြည်ရောက်ဖို့ရဟောဒီတရားတရားရှိရင်နတ်ပြည်ရောက်ဖို့ရမခဲရင်တော့ကုသိုလ်ကောင်းမှုအားလုံးဟာတရားတရားရှိရင်ဘာမှမခက်တော့ဘူးဒါကိုပြောတာနော်အဲ့ဒါကြောင့်မို့လို့လောကမှာအောင်မြင်မှုကြီးပွားမှုစီးစိမ်ဥစ္စာတွေရမှုရဲ့အခြေခံကြဆုံးအကြောင်းတရားသည်တတ္ထာသာဖြစ်ပါတယ်တဲ့ဒါကြောင့်မို့တတ္ထာသည်အကောင်းဆုံးသောပစ္စည်းဥစ္စာလို့ဒီလိုဟောတာကျန်တာတွေကသူ့ကိုအကြောင်းပြုပြီးရလာတာမို့သူလောက်အဓိကမကြဘူးတဲ့ဒါအာလောကကြီးမေးတဲ့မေးခွန်းဟာဘဝအရေးနဲ့ပတ်သက်တာဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့ကိုယ့်ဘဝအရေးစိတ်အေးဖို့ရအကောင်းဆုံးပစ္စည်းဥစ္စာရှာဝယ်ရမှာကတော့တတ္ထာပါပဲဒီတစ်ခုကိုယ်တဏ္ဍာမှာပြည့်စုံမပြည့်စုံသေးရင်ပြည့်စုံအောင်လုပ်ထားရမယ်ဘဝအရေးစိတ်အေးဖို့အတွက်ဟုတ်ကဲ့လားနောက်တစ်ခု तू ကမေးသေးတယ်ထပ်ပြီးတော့ကိန္တုသူစိန်သောဒုက္ခမာဝေတိဘာလို့ရင်ချမ်းသာမလဲလောကလူတွေကတော့မေးကြတယ်ဘာလို့ရင်ချမ်းသာမလဲဒီမင်းအယောင်းဝယ်လုပ်ပေါ့ဥယျာဉ်ဆိုင်ပေါ့ကွာမပြောဘူးလားတချို့ကပြောသေးတယ်နှလုံးတီထိုးဖို့တော့ပြောသေးတယ်ချဲထိုးဖို့တွေရောပြခုခေတ်အဖြေတွေကဒီလိုမလာဘူးလားလာတယ်ဘာလို့ရင်ချမ်းသာမလဲဆိုတဲ့မိကုံးရဲ့အဖြေဘာလို့ရင်ချမ်းသာမလဲတဲ့ဘဝအရေးမှာလောကလူသားတွေရဲ့အဖြေကအပေါ်ယံလေးကြည့်ပြီးတော့ဖြေတာဘာလို့ရင်ချမ်းသာမလို့လက်ဖိတ်ဆိုင်ဖွင့်ကွာဘာရောင်းဝယ်လုပ်ကွာချဲထိုးကွာဒီလိုပဲပြောကြမှာပဲဟုတ်တယ်မလား
ရသော်ဗျာတော့ဘယ်လိုဖြေတော့အာလဝကရဲ့မေကိုဓမ္မောသူစိန်သောဒုက္ခပါဝေတိဓမ္မကိုကျင့်သုံးလို့ရှိရင်မင်းချမ်းသာမယ်ဟောကြည့်ရသော်ဗျာရဲ့အဖြေနဲ့လောကလူတွေရဲ့အတွေးနဲ့ကိုက်ကလားမကိုက်ဘူးဓမ္မကိုကျင့်သုံးတယ်ဆိုတာဓမ္မဆိုတာဘာပြောတာတော့လို့မေးအလုံးသိပြီးသားဖြစ်လို့အကျယ်မပြောကုသလကမ္မပဋ္ဌတရား10ပါးသိတယ်နော်ကုသလကမ္မပဋ္ဌတရား10ပါးဆိုတာကာယသူစရိုက်3ပါးဝစီသူစရိုက်4ပါးမနောသူစရိုက်3ပါးမနောသူစရိုက်ကနေစပြီးတော့ပြောရအောင်ဓမ္မဆိုတာဘာတော့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုမရှိရဘူးနံပါတ်1ဟုတ်ကဲ့အနာဘိဇာလို့ခေါ်တယ်သူများပစ္စည်းကိုမျက်မုံးကျိုးတယ်လို့ရှေ့ကဒီလိုပြောတယ်သူများပစ္စည်းကိုမျက်မုံးကျိုးတယ်ဆိုတော့သူများပစ္စည်းကြည့်ပြီးကိုယ်ပစ္စည်းဖြစ်ချင်တဲ့လောဘအဲ့ဒါကိုအဘိဇာအဲ့ဒီအဘိဇာကရှောင်ရမယ်တဲ့ဒါနံပါတ်1တစ်ခုစိတ်ထဲမှာမဖြစ်အောင်ထိန်းရမယ်ပြီးတော့တစုံတစ်ယောက်သောပုဂ္ဂိုလ်ပျက်စီးသွားအောင်ဆုံးရှုံးသွားအောင်ဒီကောင်ပျက်စီးသွားရင်ကောင်းပါပဲဒီကောင်ဒုက္ခရောက်သွားရင်ကောင်းပါပဲဆိုတဲ့အတွေးမတွေးပါနဲ့ဒီကောင်ကြီးပွားပါစေဒီလူဆင်းရဲဒုက္ခတွေကလွတ်ပါစေဆိုတဲ့အတွေးမျိုးပဲတွေးပါလောကလူတွေကစိတ်နေသဘောထားခြင်းကိုမတူဘူးမို့လားသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့စိတ်နေသဘောထားရှိတဲ့လူတွေအများကြီးရှိတယ်လူတယောက်ဒုက္ခရောက်သွားစေခြင်းတဲ့အတွေးတွေအများကြီးရှိကြတယ်ဟုတ်ကဲ့လားအဲ့ဒီလောဘနဲ့ပတ်သက်တဲ့အတွေးတွေဒေါသနဲ့ပတ်သက်တဲ့အတွေးတွေဒါမနောကံလို့ခေါ်တယ်မနောဒုစရိုက်လို့ခေါ်တယ်နောက်တစ်ခုကကံကံ၏အကျိုးကိုလက်မခံပြီးတော့ညှင်းပယ်ထားတဲ့မှားယွင်းတဲ့အမြင်မိစ္ဆာဒိဋ္ဌိအဲ့ဒါကမနောဒုစရိုက်အဲ့ဒီမနောဒုစရိုက်တွေကရှောင်ကျဉ်ပြီးတော့မှန်ကန်တဲ့အမြင်ကံကံ၏အကျိုးကိုလက်ခံယုံကြည်တဲ့မှန်ကန်တဲ့အမြင်တမ္မာဒိဋ္ဌိရှိရမယ်။အော်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တယ်ဆိုတဲ့လောဘနဲ့အတွေးလူတယောက်ဒုက္ခရောက်စေခြင်းတဲ့ဒေါသနဲ့တွေးတဲ့အတွေးအဲ့ဒီအတွေးမျိုးတွေကင်းရှင်းပြီးတော့ကံကံ၏အကျိုးကိုလက်ခံယုံကြည်တဲ့လက်ခံသိမြင်တဲ့တမ္မာဒိဋ္ဌိတွေဟောအဲ့ဒါဟာဓမ္မပဲအဲ့ဒီဓမ္မကိုကျင့်သုံးလို့ရှိရင်ချမ်းသာမယ်တဲ့ဟောဒါတစ်ခုနော်တခါဝစီသူစရိုက်၄ပါးလိမ်မပြောဘူးမှန်တာပဲပြောမယ်ဟောတာနှုတ်ရစီကံချက်တွေလိမ်မပြောဘူးမှန်တာပဲပြောမယ်ခုံးမတိုက်ဘူးတယောက်နဲ့တယောက်ညီညွတ်အောင်ပဲလုပ်မယ်ရိုင်းပြတဲ့စကားကိုမပြောဘူးချိုတာတဲ့စကားကိုပြောမယ်ယဉ်ကျေးကျေးပြောမယ်အကျိုးမရှိတဲ့တန်ဖိုးမရှိတဲ့စကားတွေကိုမပြောဘူးအကျိုးရှိပြီးတန်ဖိုးရှိတဲ့စကားမျိုးကိုသာပြောမယ်အဲ့ဒါကမနောဒုစရိုက်မနောတုစရိုက်၄ပါးလို့ခေါ်တယ်အဲ့ဒါဓမ္မမနောဒုစရိုက်ကအဓမ္မဓမ္မနဲ့အဓမ္မကို꿰ဖို့လိုတယ်ဟုတ်ကဲ့လားမနောတုစရိုက်၄ပါးသည်ကာယဝစီတုစရိုက်၄ပါးသည်ဓမ္မဝစီဒုစရိုက်၄ပါးသည်အဓမ္မဟောဓမ္မကိုကျင့်သုံးပါလို့ဒီလိုပြောလောကလူတွေအကြည့်လေကိုယ်နှုတ်ကလေးကိုမထိန်နိုင်ဘူးမထိန်နိုင်တော့အမှန်ပြောရမယ်ဆိုတာဘာပြောတော့လိန်ပြောတယ်ဟုတ်ကဲ့လားတယောက်နဲ့တယောက်ညီညွတ်အောင်စိတ်ဆက်ပြီးတော့ပေးရမယ်အစားဘာဖြစ်တော့မတက်အောင်လုပ်တယ်ချိုးချိုးသားသားပြောရမယ်အစားရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်ဟောယဉ်ကျေးကျေးမပြောဘူးရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်အကျိုးမဲ့တဲ့အဖြစ်အတင်းအဖြစ်နေပြောတယ်ဆိုတော့လူတွေရဲ့နှုတ်နဲ့မကောင်းမှုအကုသိုလ်တွေအတ္တမတွေကိုလေ့ကျင့်ပြီးတော့နေကြတယ်အဲ့ဒီလိုနှုတ်နဲ့အတ္တမတွေကိုကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခဝေးလိမ့်မယ်တဲ့ဒါကြောင့်မို့ဓမ္မကိုကျင့်သုံးပါလို့ဒီလိုဟောတယ်နော်နောက်ကာယဒုစရိုက်နဲ့ကာယတုစရိုက်၃ပါးသူများတဲ့တတ်တာသူများဥစ္စာခိုးတာသူများဥစ္စာကိုမတရားနည်းနဲ့ရယူတာကာမဂုဏ်အာယုန်ကိစ္စတွေမှာကာမကိစ္စတွေမှာဓမ္မနဲ့ဆန့်ကျင်ပြီးတော့မှားမှားယွင်းယွင်းကျင့်သုံးတာလို့
အဲ့ဒါကအဓမ္မသူများတက်ကတတ်ခြင်းမှရှောင်ကျင်တယ်သူများဥစ္စာရယူခြင်းမှရှောင်ကျင်တယ်ကာမကိစ္စတွေမှာမှားမှားယွင်းယွင်းပြုလုပ်ခြင်းမှရှောင်ကျင်တယ်ဒါကဓမ္မပေါင်းလိုက်တဲ့အခါကျတော့အဓမ္မကအကုသလကာမပဋ္ဌတရား10ပါးတဲ့ဓမ္မကကုသလကာမပဋ္ဌတရား10ပါးလောကမှာဒါပဲကျင့်စရာရှိတယ်ကိုလျှောက်နေတာဟာဓမ္မလမ်းကြောင်းပေါ်လျှောက်သလားအဓမ္မလမ်းကြောင်းပေါ်လျှောက်သလားကိုယ့်ကိုသိလားမသိဘူးလားသိတယ်ဟုတ်ကလားကိုလျှောက်နေတဲ့လမ်းကြောင်းကိုကြည့်လိုက်လို့ရှိရင်ကြည့်လေမြတ်စွာဘုရားကအာလောကကြီးကမေးတယ်ဘာကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်လဲဆိုတော့မြတ်စွာဘုရားဓမ္မကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်ဓမ္မကိုကျင့်သုံးရင်ချမ်းသာနိုင်တယ်ဆိုတာဘာပြောတော့သူများတတ်တဲ့တတ်ခြင်းမှရှောင်ရမယ်သူများဥစ္စာခိုးခြင်းမှရှောင်ရမယ်သူတော်ကသားများကျူးလွန်စော်ကားခြင်းမှရှောင်ရမယ်ကိုတိလက်ရောက်ရှောင်တဲ့အတကူနှုတ်နဲ့ပတ်သက်ပြီးလိန်ပြောတာရှောင်ရမယ်မှန်တာကိုပဲပြောရမယ်ဂုံးတိုက်တာရှောင်ရမယ်တယောက်နဲ့တယောက်ညီညွတ်အောင်သာဟောပြောပေးရမယ်ချမ်းတမ်းတဲ့စကားပြောတာရှောင်ရမယ်ယဉ်ကျေးသိမ်မွေ့စွာပြောရမယ်အကျိုးမဲ့တဲ့စကားပြောတာတွေရှောင်ရမယ်အကျိုးရှိတာကိုသာပြောရမယ်ဝစီသူဆိုင်သူများပစ္စည်းကိုရလိုမှုလောဘနဲ့မတွေးနဲ့သူများပစ္စည်းစေလိုမှုဒေါသနဲ့မတွေးနဲ့ကံကံရဲ့အကျိုးကိုလက်ခံသိမြင်ကံဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်လက်ခံသိမြင်အဲ့ဒီအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ဒါဓမ္မ practice ပဲဟုတ်ကလားဒါကိုပြောတာဓမ္မောသူစိန်တော့ဒုက္ခမှာဝေတိဓမ္မကိုကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခရပါတယ်သို့သောလောကလူတွေကထင်နေတာအဓမ္မကိုကျင့်သုံးရင်လောကချမ်းသာတယ်လို့ထင်နေကြတာအထင်အမြင်ကအဲ့ဒါလိုဖြစ်နေတယ်ဟုတ်ကလားဒါကြောင့်မို့လို့ तू လည်းကောင်းတယ်ထင်လို့လုပ်တာပဲလေဟိုနာချင်းလိန်သွားပြန်ပြီဒီနာလိန်သွားပြန်ပြီဒုက္ခရောက်မှုတွေကြီးပဲဒါတွေကအကုန်လုံးဟုတ်ကလားဟိုနာပြင်တတ်သွားပြန်ပြီဒီနာပြင်တတ်သွားပြန်ပြီဒါဒုက္ခရောက်မဲ့ကိစ္စတွေကြီးပဲအကုန်လုံးအဲ့ဒါကြောင့်မို့လို့ချမ်းသာဖို့အတွက်ကဓမ္မကိုကျင့်သုံးဓမ္မကိုကျင့်သုံးလို့ရှိရင်ကိုယ်လည်းချမ်းသာတယ်ပတ်ဝန်းကျင်ရောချမ်းသာတယ်နှစ်ဦးနှစ်ဝါချမ်းသာတာဒါကြောင့်မို့မြတ်စွာဘုရားကဒီအဖြေကိုဖြုတ်လိုက်တာဘာလို့ရင်ချမ်းသာမလဲဆိုတဲ့ဘဝအရေးမှာတရားချစ်ခင်သူတော်စင်ပြိဿတ်တို့ကုသလကမ္မပဋ္ဌတရားလို့ဆိုတဲ့ဒီဓမ္မကိုကျင့်သုံးရင်ချမ်းသာတယ်လို့ဒီလိုမှတ်ရကဲဒီတဲ့အဆင့်မျက်နှာကြည့်လိုက်မယ်ဆိုရင်ဒါနသည်ဓမ္မသီလသည်ဓမ္မဘာဝနာသည်ဓမ္မဒါနကောင်းမှုပြုရင်ဒါနကုသိုလ်သီလဆောက်တည်လို့ရှိရင်သီလကုသိုလ်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကိုကျင့်မယ်ဆိုလို့ရှိရင်ဘာဝနာကုသိုလ်အဲ့ဒီကုသလဓမ္မတွေကျင့်သုံးရင်ရောမချမ်းသာဘူးလားဆိုချမ်းသာတယ်ချမ်းသာခြင်းရဲ့အကြောင်းပဲဒါကိုဖြေတာကိုဘဝအရေးမှာကိုရှောက်နေတာဒီလမ်းဟုတ်ကလားကိုယ့်ဘာကိုဆန်းစစ်ရမယ်နော်ကဲနောက်ထပ်မေးခွန်းတစ်ခုကမေးတယ်ဒီမေးခွန်းတွေကိုမြတ်စွာဘုရားကတစ်ခုစီတစ်ခုစီဖြေသွားတော့သူလည်းခြေနှက်သွားပြီဆက်မေးတယ်ဘာမေးတော့ဆိုရင်ကိတုတာဓုတံတာဓုတရံရတနာအရသာတွေထဲမှာအကောင်းဆုံးရတာပါလေကဲဒီအဖြေလေးကိုစဉ်းစားကြည့်လိုက်လောကလူတွေကိုဒီအမေးမေးလို့ရှိရင်ဝက်သားကြိုက်တဲ့လူကဝက်သားလို့မပြောပေဘူးလားအဲကြောင့်ဗမာစကားတော်ဆိုသေးနော်အတိတရက်တဲ့အသားဝက်ဟုတ်ကလားတရားသီးကြိုက်တဲ့လူကထည့်ပြီးတော့ပြောတာကောင်းတယ်လို့အရသာရှိဆုံးလို့ဒီလိုထင်ကြလောကလူတွေကအရသာရှိတယ်ဆိုကိုကြိုက်တဲ့ဟာကိုအရသာရှိဆုံးလို့ထင်ကြပြီးတော့ပြောကြတာပဲအမျိုးမျိုးဖြေအဲ့ဒီကောင်းတယ်ဆိုတဲ့အရသာတွေဟာကန့်တတ်နေကြီးပဲအကုန်ကဲဝက်သားကြိုက်တဲ့လူတွေကိုနေတိုင်းဝက်သားကြီးချက်ကျွေးလို့ရှင် तू စားနိုင်မလားမစားနိုင်ဘူးလားကိုယ့်အကိုပဲစဉ်းစားကြည့်ကောင်းတယ်ဆိုတဲ့အရသာကိုနေတိုင်းကျွေးမယ်ဒါကြီးကျွေးပဲဒီပုဂ္ဂိုလ်ကမစားနိုင်တော့အဲ့တော့မြတ်စွာဘုရားရဲ့အဖြေကလောကလူတွေရဲ့မဖြေနိုင်တဲ့အဖြေမျိုးမသိနိုင်တဲ့အဖြေမျိုးကိုဖြေထားတယ်မှန်လဲလုံးဝမှန်တဲ့အဖြေမျိုးမြတ်စွာဘုရားက
Thissam Tadutara Ratana Loga a council a yada Tissa Manda pure Tissa Saka. But we look on a yada pure also. Loka Luri have Manesaga pure delusion. No yet depend on silver winners of Mola. Was he this and a pure a yakademo go omnianine? The Jamulu Tulu Kone Yada, Peroma Imadau, whether Sai Idome, Churi Sai le Idome, Chenile Jashim Sana, who did Yadaria, a Dinda Ganda Nejive, Manesagaha, Chandia Piole, a Yada Mapiepu. Hogan, a Chandia Piole, Yada Mapiepu, Yalare, a Jua leve, Emidan Jibare, Ludao Masotavi. Pia alongly go fishing and a meaty launa de Kajara. Manda to Piola de Bandi Pekka Apadana, Duma, a down no bobby, Mabiana neighborhood. Tandi Bada, Awesana, Chiraudo Shire, Lamshana neighborhood. Mada Pita Sa Nekanda, a Mary Piria Letrapiego Yavi, or 2 Pioras, don't go along man. Every man is a gaja, Domiji do, Shandava so. Lower me a dusi Yamla night. Da man is a guy, Yada Shibo. Okay. We are an Urica when I need. Todo local Luria, man is a guy, Yada Kami, Piona and Alice on the Piona. But Piona look. Mana Pioa, Linga Macho Wooded, Ayamu, Budama, Linga Macho, Piora. No? Mana Pioa is a car, Damachulu, David or Simabilu. Then they lead or do a lane calculator like China. Mudama ba Linga Macho so be Linga Chong, Lina lady or Tajin leader. Allow Tia Manesagaga, weak one each other. Oh, yes, of Yaga. Logama, a yada, season, a council, a yada, redema, a council yada soda. Was he this out, Piora, man Piora, yada, season? Veroma let even though I would. A man Piora, the even though Tamen Linda de Boguria, man Piojama, no? Oh, but what Yema, Davi, do the Ria. A council no yada will Sabu look at the Baronson, Mancanesaga. Mancanesaga will pure be the this are so messy, Kulujanari Lolo Yava. Sanjibo Mahotaro Mabazi, and then Linga Chong or Domatene, no? Linga Chong or Matene. So as a Piasico ama Pienelli, solo yard. To know the Nizinemia Piasico ama along Piemare, Pedoma le Piasim Koma. In Manazaga also are the also. Yare the Kugu Lujana Bio Hogala. So other deep pillar name Omilama by the Kugu. Bahoda Loda leve Bahoda Lodago to this as Soloya. This as a Mana Biora Eh, doesn't look. This also is a gada kuha. Even the Yada she did Yada Kuchi de that's what Yada shade. Now the Ku may go to Kuba Baron to a semi Shimpiade Loga Luria. For what that she would Limu Munit that she did Jade Pane at that she council Shimale Pane at that she Yamale Luria of Mumu walk. The Treasure Mabo, Tomensavi, Dashi, Lucide. A low guy, Mumune, Dashi, Yara Shide. One down low muse on that Dashi, Yara Shide. Erelu, at them way at that shimbo longandi, Yaidema, Panet, Dashina, Gonzo Losing. Yes, of Yaga Shide, Pinya Ziwi, Zivita Mahutita. At that shimbo, at them way did a tema, Pinya, Dashina, Gonzo May. A deep piana addition, a council. Logama, a council, John Juma, Madide Poku, what they are yet, a dashing Muha Damu Shiva. Okay.
အရာရာအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးခွဲခြားသိပြီးတော့ထိုအသိပညာနဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်ကမှတကယ်ကောင်းမြတ်ဆုံးအသက်ရှင်ဆိုလိုတာကတော့လူဘဝရလာလို့လူဖြစ်လာလို့ရှိရင်ပညာရှိပါစေပညာဆိုတာအခုခေတ်ပြောတဲ့သင်ထားတဲ့အတတ်ပညာတွေကိုပြောတာမဟုတ်ဘူးနော်အကြောင်းနဲ့အချို့အကောင်းနဲ့ဆိုခွဲခြားသိတတ်တဲ့အသိဉာဏ်ကိုပြောတာအဲ့ဒီအသိဉာဏ်တွေရဖို့ရဆိုတာပညာသင်ရတယ်ပေါ့သိထားတဲ့ပညာပေါ်မှာထပ်ဆင့်ပြီးတော့စဉ်းစားတတ်တဲ့အသိဉာဏ်မျိုးဟာအမတန်မှအရေးကြီးတယ်ဒီတဲ့အစင်းမြင့်လာလို့ရှိရင်လည်းကြည့်ရသော်ဘုရားသခင်ကိုရောမြတ်ကဟောထားတယ်လေသင်္ခါရတရားတွေရဲ့သဘာဝကိုမသိဘဲနဲ့အနှစ်တရာအသက်ရှည်ရတာဟာတဲ့သင်္ခါရတရားတွေရဲ့သဘာဝကိုသိတဲ့အသိဉာဏ်နဲ့တနေ့တာအသက်ရှင်ရတာကပိုကောင်းတယ်ဟိုဟာကမကောင်းဘူးအနှစ်တရာအသက်ရှိနေပြီမဲ့လို့အသိဉာဏ်ကင်းမဲ့ပြီးတော့အသက်ရှင်မယ်ဆိုရင်အနှစ်တရာသည်အသိဉာဏ်နဲ့အသက်ရှင်ရတဲ့တနေ့တာလောက်တန်ဖိုးမရှိဘူးလို့ဒီလိုဟောတာအဲ့ဒါကြောင့်မို့လို့အသိပညာဆိုတဲ့နေရာမှာလောကီပညာပဲဖြစ်စေလောကုတ္တရာပညာပဲဖြစ်စေအကြောင်းကျိုးအကောင်းဆိုးကိုသိပြီးတော့လူဘဝရဲ့ကိုယ်ဘဝလမ်းကြောင်းကိုရှောက်လန်းဖို့ရကိုဆုံးဖြတ်နိုင်စွမ်းရှိတဲ့အသိဉာဏ်အနည်းဆုံးရှိဖို့လိုအပ်တယ်တဲ့ဒီတဲ့အစင်းမြင့်လာလို့ရှိရင်ဝိပဿနာပညာတို့မဲ့ပညာတို့ဒါတွေရှိရမှာပေါ့ဟုတ်ကလားအဲ့ဒီအစင်းမြင့်တဲ့ဓမ္မပညာတွေထိအောင်ရှိရအဲ့တော့လောကမှာပညာမဲ့တို့ရဲ့အသက်ရှင်မှုဒီလုံးဝတန်ဖိုးမရှိတဲ့ပညာရှိနဲ့အသက်ရှင်ရတာကတန်ဖိုးရှိတယ်။ဩပညာရှိပြီဆိုလို့ရှိရင်ဘဝအရေးလဲစိတ်မအေးရပေဘူးလား။စိတ်အေးရတယ်။ဟောကြည့်အာလဝကကြီးကမေးတဲ့မေးခွန်းတွေကိုမြတ်စွာဘုရားဖြေလိုက်တယ်ဒီလို။ကဲကောင်းပြီလောကကြီးမှာလူတွေအတွက်အမတန်အသုံးဝင်တဲ့မေးခွန်းနဲ့အဖြေတွေပဲ။နောက်တစ်ခုကလူလောကလူရလို့ဖြစ်လာတဲ့ဘဝခရီးလျှောက်လန်းလာပြီဆိုတဲ့အခါမှာအခက်အခဲတွေဖြတ်ကျော်ရတာမရှိဘူးလားရှိအခက်အခဲတွေကိုဖြတ်ကျော်ရမယ်ဆိုရင်ဘာနဲ့ဖြတ်ကျော်မလဲဘာရှိဖို့လိုလဲဒါအဲ့ဒီမိကုံးလေးကိုထပ်မေးလာဆိုပါစို့ကိုသွားမဲ့လမ်းမှာတောင်ကြရည်တွေတသင်သင်စီးနေတယ်အဲ့ဒီတောင်ကြရည်တွေကိုဩဃလို့ခေါ်တယ်ဝဲဩဃကြီးအမတန်မှပြင်းထန်တဲ့အဟုန်နဲ့စီးနေတာအဲ့ဒါကိုဖြတ်ကူးဖို့ဆိုတာအမတန်မှခဲရင်တယ်အဲ့ဒါလို့လောကမှာရှိတဲ့အခက်အခဲတွေကိုဖြတ်ကျော်ဖို့အတွက်ဘာလို့လဲဆိုရင်မြတ်စွာဘုရားကဘာနဲ့ဖြတ်ရမလို့လို့အဲ့ဒီအခက်အခဲကိုကျော်လွှားဖို့ဘာလို့တော့ဆိုရင်မြတ်စွာဘုရားကယုံကြည်ချက်လိုတယ်တဲ့ဟောတတ်တာဒီနေရာမှာတစ်ခါထားဟောနော်ယုံကြည်ချက်မရှိဘူးဆိုလို့ရှိရင်ဘဝမှာအခက်အခဲပေါင်းမြောက်များစွာကို तू ဖြတ်ကျော်နိုင်မှာမလားကျော်နိုင်မှုဘဝရဲ့အခက်အခဲတွေဩဃတွေကိုပြောမယ်ဆိုရင်ဘဝရဲ့အခက်အခဲတွေကိုပြောပြမယ်ဆိုလို့ရှိရင်ကြည့်ဘလောက်ခက်ခဲလဲဆိုရင်ကာမဂုဏ်အာယုန်ထဲမှာစိတ်ဝင်စားနေတဲ့လောဘဆိုတာအင်မတန်ကြီးမားတဲ့အရှိန်အဟုန်နဲ့မိမိတဏ္ဍာမှာဖြစ်နေဒါကိုစွန့်ပယ်တယ်ဆိုတာဖြတ်ကျော်တာပဲသူ့ကိုစွန့်ဖို့လွယ်ရလားမလွယ်ဘူးကာမဂုဏ်အာယုန်စိတ်တွေကိုစွန့်ပယ်ပြီးတော့တစ်ဖက်ကန်းကိုရောက်အောင်သွားဖို့ဆိုတာသိခဲနေဒါလည်းဩဃတစ်ခုပဲအေးကာမအာယုန်တွေကိုတော့စွန့်ပယ်နိုင်ပြီဇန်နေရလို့သမထကျင့်စဉ်တွေအောင်မြင်လို့သမထကျင့်စဉ်တွေနဲ့ပျော်ပြီးတော့နေတယ်အဲ့ဒီသမထကျင့်စဉ်တွေနဲ့ရထားတဲ့ဘဝတစ်ခုကိုကျော်လွှားဖို့ရကြတော့လည်းပဲအခက်အခဲတစ်ခုဖြစ်ပြန်ပြီအဲ့ဒါကြတော့ဘာနဲ့ဖြတ်မလို့ဒီတဏ္ဍာနဲ့ပဲဖြတ်ယုံကြည်ချက်ရှိဖို့လိုတယ်ယုံကြည်ချက်မရှိတဲ့ပုဂ္ဂိုလ်ကိုယုံကြည်ချက်မရှိဘူးကင်းမဲ့နေတဲ့ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအခက်အခဲတွေကိုကျော်လွှားဖို့မဖြစ်နိုင်ဘူးတဲ့တရားကျင့်တဲ့ပဲနေရာမှာပဲဖြစ်စေလောကအရေးမှာပဲဖြစ်စေဟုတ်လားအခက်အခဲတွေကိုကျော်လွှားဖို့ဆိုတာနံပါတ်1ကဘာအရေးကြီးတာလဲတော့ယုံကြည်ချက်တဲ့ဟုတ်ကဲ့လားယုံကြည်ချက်နဲ့ကြော်ဖြတ်ရမယ်တဲ့အခက်အခဲတွေကိုဒါအာလဝကမေးတာဘဝမှာအခက်အခဲတွေနဲ့ကြုံလာရင်ဘာနဲ့ကြော်ဖြတ်ယုံကြည်ချက်နဲ့ကြော်ဖြတ်ယုံကြည်ချက်ရှိလာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအခက်အခဲတွေကိုကြော်လွှားနိုင်တယ်
နောက်တစ်ခုကသိကျေပြောတဲ့သိဝေးလံတဲ့အရာတစ်ခုကိုဖြတ်ကူးမယ်ဆိုပါစို့မြစ်ပင်လယ်ကြီးကိုဖြတ်ကူးမယ်ပင်လယ်ပြင်ကြီးကိုဖြတ်ကူးတော့မယ်လူလောကမှာဘဝခရီးကြီးကိုရှောက်ကြမယ်ဒါပင်လယ်ကြီးကူးနေရတာနဲ့အတူတူပဲအမတန်မှကျေပြောတဲ့ဘဝကြီးတစ်ခုကိုဖြတ်ကူးနေရဘာနဲ့ဖြတ်ကူးမလဲရသော်ဘုရားကအပမာဒေနအနဝံကာမဂုဏ်အာယုန်ဒီပေါ်မှာစိတ်လွတ်မထားပဲနဲ့ကုသိုလ်ကောင်းမှုပေါ်မှာအမြဲတမ်းတတိယနေတဲ့အပမာဒဆိုတဲ့တတိနဲ့ဖြတ်ကူးရမယ်တဲ့ထားကြတယ်ကြည့်လေအဲ့လိုမကူးနိုင်ဘူးဆိုလို့ရှိရင်ကြည့်လူတွေဟာဘလောက်ကျေပြောတာတော့ဆိုမျက်စိကမြင်ရတဲ့အရာတွေဟာအများကြီးကျေပြောတယ်နားကကြားရတဲ့အတန်တွေဟာလည်းအလွန်အများကြီးကျေပြောတယ်ဒါကြီးကဖြတ်ကူးဖို့ရတော်တော်ခက်တယ်ဖြတ်ကူးတယ်ဆိုတာဒါကြီးကိုကြော်လွှားသွားဖို့ရအမတန်မှခက်တယ်ဟုတ်ကလားမျက်စိနဲ့မြင်ပြီးတော့ပျော်ရွှင်မှုကြီးကိုဖြတ်ကျော်ဖို့ခက်တယ်နားကအတန်ကြားပြီးတော့ตาရတဲ့အတန်တွေပေါ်မှာပျော်မြူးနေတာကိုဖြတ်ကျော်ဖို့ရခက်တယ်လျှာကအရသာခံနေတာတို့နှာခေါင်းကဝှေ့ကြိုင်တဲ့အနံ့ပေါ်မှာပျော်ရွှင်နေတာတို့ခန္ဓာကိုယ်ကနေပြီးတော့ထိတွေ့ပြီးတော့အရာတွေပေါ်မှာပျော်ရွှင်မှုတွေဆိုတာဒါတွေကိုဖြတ်ကျော်ဖို့ဆိုတာအလွန်တရာအာယုံ၅ပါးကာမဂုဏ်တရားတွေကဖြတ်ကျော်သွားဖို့အမတန်မှခဲနေကျေပြောနေတယ်အဲ့ဓာတွေကိုဖြတ်ကျော်ခြင်းလို့ရှိရင်တတိကြီးစွာထားပြီးဖြတ်ကျော်ရမယ်ဟောတတိကိုတိဆောက်တယ်ဆိုတာကြည့်လေတတိပဋ္ဌာန်တရားပွားတဲ့အခါမှာလူတွေဟာဘလောက်တတိမေတ္တတလဲဆိုတာတတိပဋ္ဌာန်တရားပွားပြီးတော့ကြည့်တဲ့အခါမှာကိုယ်နှာခေါင်းကအမြဲတမ်းလေးထွက်နေတာကိုပဲအစင်ထာဝရထွက်တိုင်းသိဖို့ဆိုတဲ့အသိရှိရလားမရှိဘူးเนาะမေ့သွားတာတွေကြီးပဲများကိုဘာလုပ်နေတယ်ဆိုတာမေ့လူတွေကတော့ကိုယ့်ကိုယ်တတိရှိတယ်လို့ထင်ကြတယ်သို့တော့လူတွေရဲ့လုံနေတာနဲ့တွေးနေတာနဲ့တခြားစီဥပမာပဲလူကတော့ထိုင်းနေတယ်ဘယ်ရောက်နေတော့စိတ်ကတခြားရောက်လူကတော့အိတ်နေတယ်စိတ်ကတခြားရောက်အဲ့ဒါဟာမေ့နေတယ်လို့ခေါ်တယ်နော်ဒါပေမဲ့လူတွေကအဲ့ဒါကိုမေ့နေတယ်လို့မထင်ဘူးအတိရှိနေတယ်လို့ပဲထင်တယ်ကိုထိုင်းနေတာဆိုတာထိုင်းနေတယ်လို့မသိဘူးလေအိတ်နေရင်လည်းအိတ်နေတယ်လို့မသိဘူးသွားနေရင်လည်းသွားနေတယ်လို့မသိဘူးဘာလို့တော့စိတ်ကတနေရာရောက်နေတယ်လေအမြဲတမ်းဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်အိမ်ကတကားဖွင့်ပြခဲ့ပြီးတော့သွားကြံသွားနေတာနဲ့မတူဘူးလားကိုယ်ခန္ဓာကိုယ်ထဲမှာစိတ်မရှိဘူးတခြားရောက်နေတယ်အဲ့ဒါကြောင့်မို့လို့ဒီအမတန်ကျေပြောတဲ့ဘဝခရီးကြီးကိုဖြတ်ကူးတဲ့နေရာကိုဘာလုပ်နေတယ်ဆိုတဲ့ပုံမှာထားနိုင်တဲ့တတိဟာအမတန်မှအရေးပါတယ်လို့ဆိုပြီးမြတ်စွာဘုရားအကြောင်းဖြေတယ်ကဲနောက်တစ်ခုကဆင်းရဲဒုက္ခတွေကိုကျော်လွှားဖို့အတွက်ဘာအရေးကြီးတယ်ဘာနဲ့ဆင်းရဲဒုက္ခတွေကိုကျော်ဖြတ်မလဲတဲ့ခုနတုန်းကအခက်ခဲကိုကျော်ဖြတ်တယ်ကျေပြောတဲ့အရာကြီးကိုဖြတ်ကူးတယ်အခုတခါဒုက္ခကိုဘာနဲ့ဖယ်ရှားနိုင်တုံးဆိုရင်ဝိရိယတဲ့မြတ်စွာဘုရားကျိုးပန်းအထောက်မှုဖြင့်သာလဲဆင်းရဲဒုက္ခကိုဖယ်ရှားပြနိုင်တယ်ဒါဆင်းရဲမှုတွေကိုဆင်းရဲမှုတန်တရားကိုကျော်လွှားခြင်းလို့ရှိရင်ကြိုးစားကြရမှာပေါ့ဒါပြောတာပေါ့ဟုတ်ကဲ့လားမကြိုးစားဘဲနဲ့ဆင်းရဲမှုတန်တရားကြီးကနေမလွတ်မြောက်နိုင်ဘူးဒါကြောင့်မို့လွတ်မြောက်ဖို့ရအတွက်ဝိရိယနဲ့ကြိုးစားအထောက်ကြရမယ်ဒါဖြင့်လောကလူတွေရဲ့စိတ်ဟာဖြူစင်သွားအောင်ဘာနဲ့လုပ်ရမလို့ဆိုမြတ်စွာဘုရားကပညာယပရိသုတ်စတိပညာဖြင့်ပဲဆေးကြောလို့ရမယ်လူတွေရဲ့စိတ်ကဲပညာနဲ့ဆေးကြောတယ်ဆိုရင်ကိုယ်စိတ်ထဲမှာကြည့်လေနာနဲ့မိုးတော့အလင်းရောက်လို့မျက်စိလေးနှလုံးပွင့်လာတဲ့အချိန်ကနေစပြီးတော့ကိုယ်စိတ်ကို check in လုပ်ဘာတွေတွေးနေလဲကိုယ်စိတ်ထဲမှာလောဘရှိနေလားဒေါသရှိနေသလားမောဟရှိနေသလားစိတ်ရဲ့အညစ်အကြေးတွေရှိသလားအာယုန်နဲ့တွေ့ရင်စိတ်ဟာအညစ်အကြေးတွေနဲ့ရှိနေသလားဆိုတာကိုယ့်အကို check in လုပ်ရအောင်လုပ်တဲ့အခါကျတော့ဉာဏ်မရှိရင်သိပါမလားမသိဘူးတဲ့စိတ်ရဲ့အညစ်အကြေးကြည့်နော်ကိုဝတ်တဲ့အဝတ်မှာတော့ပေးတယ်ဆိုရင်မသိဘူးလားသိတယ်စိတ်မှာလည်းပဲအဲ့ဒါညစ်ပေလာရင်သိရမသိရင်ဒီညစ်ပေမှုကိုဖယ်ရှားနိုင်မှာမဟုတ်ဘူး
အဲ့ဒါကြောင့်မို့လို့စိတ်ရဲ့အညစ်အကြေးကိုသိဖို့ရအတွက်ပညာလိုအပ်တယ်ပညာနဲ့သာလျှင်စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြစ်နိုင်ပါတယ်ဒါကြောင့်မို့သိအောင်ကြိုးစားရမယ်လို့ဒီလိုပြောတယ်ကိုယ်စိတ်လေးဖြူစင်ဖို့အရာစကားပြောရင်တော့လွယ်တာပေါ့စိတ်ဖြူစင်အောင်ထားဖြူစင်အောင်ထားဆိုတာဘယ်ဟာကဖြူစင်တာတော့ဘယ်ဟာမဲတာတော့မှမသိရင်ဘယ်လိုလုပ်ဖြူစင်အောင်ထားမလဲမသိနိုင်ဘူးဟုတ်ကဲ့လားဖြူစင်တာကိုမဲတယ်ထင်နေတယ်မဲတာကိုဖြူတယ်ထင်နေလို့ရှိရင်ဘယ်လိုလုပ်ဖြူစင်အောင်လုပ်လို့ရနော်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီမေခွန်းတွေကိုဒီလိုဖြေလိုက်တာအဲ့ဒါလိုဖြေလိုက်တော့နောက်ထပ်မေခွန်းတွေဆက်ပြီးတော့တက်လာတယ်အလဝကကြီးကမေခွန်းတွေတစ်ခုပြီးတစ်ခုမေးတာနောက်တစ်ခုပညာနဲ့ဖြူစင်အောင်လုပ်ရတယ်ဆိုတော့ဒါဖြင့်ဒီလိုစိတ်ထက်ကိုဖြူစင်စေတတ်တဲ့ပညာမျိုးဟာဘယ်လိုလုပ်ပြီးရအောင်ယူမလဲဟောဒါမေခွန်းတစ်ခုပညာကိုဘယ်လိုလုပ်ပြီးယူရမလဲမြတ်စွာဘုရားကပညာရတဲ့နည်းကိုပြောတယ်သုတ်တူတာလဘတိပညာနဲ့နားလဲခြင်းနဲ့စိတ်နားထောင်ခြင်းနဲ့စိတ်နားထောင်ခြင်းနဲ့ဆန္ဒရှိရင်ပညာရပါတယ်။ဩကြည့်လေတရားပွဲလာတရားနာတယ်ဆိုပညာမရဘူးလား။ဒါနာခြင်းနဲ့စိတ်အရင်ကြောင့်မို့လို့နာခြင်းနဲ့စိတ်ကြောင့်ဒီပညာရတာ။တရားနာနေတဲ့အချိန်လည်းပဲကြိုးစားပြီးတော့မှတ်မှတ်သားသားနာမယ်ဆိုတဲ့စိတ်ရှိတဲ့လူကမမှတ်မိဘူးလား။အေးဒါကိုပြောတာမြတ်စွာဘုရားကပညာရခြင်းနဲ့ဆိုရင်တတ်ခြင်းနဲ့စိတ်ကအဓိကဟောတတ်ခြင်းနဲ့စိတ်ရှိရင်တတ်ပြီရှင်းတော့ကဆရာတော်ကြီးတို့ကပြောတယ်မင်းစတတ်ခြင်းလားလို့တတ်ခြင်းပါတယ်အေးတတ်ခြင်းတတ်ပြီကွာလို့ပြောဘာဖြစ်လို့တော့ဆိုတတ်ခြင်းနဲ့စိတ်ဟာဒါမဟုတ်ဘူးပဲစတတ်ဖို့ရအတွက်တတ်ခြင်းနဲ့စိတ်ဟာအဓိကကြဒါကြောင့်မို့လို့ပညာရဖို့ရအတွက်ပညာရခြင်းနဲ့သင်ခြင်းနဲ့စိတ်ဟာအဓိကမကြဘူးလားကြတယ်သင်ခြင်းနဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ကမှပညာကိုရအောင်သင်တာဒါကြောင့်မို့မြတ်စွာဘုရားသုတ်တုတာလဘတိပညာဆိုလဲခုနလိုအဆင့်ဆင့်ပဲလောကီပညာရှိတယ်လောကုတ္တရာပညာရှိတယ်သိခြင်းနဲ့ပညာတစ်ခုတည်းတစ်ခုမြင်လာတယ်ဝိပဿနာပညာဆိုတာဘယ်လိုဟာတော့မဲ့ပညာဆိုတာဘယ်လိုဟာတော့တတ်ချင်လာတယ်တတ်ချင်လို့ကြိုးစားတယ်သင်တယ်ဒါမြတ်စွာဘုရားပညာရခြင်းအကြောင်းကိုဖြစ်ဒါဖြင့်ဗျာလောကီလူတွေဘဝမှာနေ့စဉ်သုံးဖို့ပစ္စည်းဥစ္စာမရှိရင်လည်းမဖြစ်ဘူးတဲ့ဘဝအရေးမှာနေ့စဉ်စားဖို့အတွက်ပစ္စည်းဥစ္စာကရှိဖို့လိုသေးတယ်ခုနကပြောရတဲ့ပစ္စည်းဥစ္စာကတတ္ထာဆိုတဲ့ပစ္စည်းဥစ္စာအခိုင်မာဆုံးကိုရည်ညွှန်းပြီးတော့ပြောတာနေ့စဉ်စားဖို့အတွက်ပတ်စံရောမလိုအပ်ဘူးလားလိုအပ်တယ်အဲ့ဒီလိုလောကီဓနတွေရဖို့အတွက်ကြတော့ဘာလို့ရမှာတော့ဆိုမြတ်စွာဘုရားဥဋ္ဌာတံဝိန္ဒတိဒနံလုံလဝိရိယရှိကြိုးစားပါဟုတ်ကလားပฏิရူပကာရီဒုရဝါဥဋ္ဌာတဝိန္ဒတိဒနံပစ္စည်းဥစ္စာရခြင်းရနိုင်တဲ့နိလန်းကိုကျင့်သုံးတဲ့ကြိုးစားတဲ့လုံလဝိရိယရှိရမယ်တဲ့လုံလဝိရိယရှိပြီးတော့တက်တက်ကြွကြွကြိုးစားအထုတ်ကြိုးအထုတ်လို့ရှိရင်လောကမှာရှိတဲ့စီးပွားဥစ္စာတွေတိုးတက်လာနိုင်တယ်ဒါကတော့ဟုတ်တာပဲမှန်နော်မြတ်စွာဘုရားပြောတဲ့ထဲမှာပฏิရူပကာရီဆိုတာပါသေးတယ်အဲ့ဒါဘာကိုရည်ညွှန်းတာတော့ဆိုရင်ပစ္စည်းဥစ္စာကြီးပွားခြင်းရခြင်းအတွက်ကကြိုးစားဆိုတာဒါအဓိကတစ်ခုအဲ့ဒီကြိုးစားဆိုတဲ့ထဲမှာဘာတွေပါတော့လို့ဆိုသုတ်တန်တစ်ခုပါမြတ်စွာဘုရားဤပညာကျွမ်းကျင်မှုလုပ်ငန်းကျွမ်းကျင်မှုပါရမယ်ဇွဲကောင်းမှုပါရမယ်ဤပညာပါရမယ်သုံးခုကြိုးစားတိုင်းလည်းရကြမှာရမယ်လေတာမန်ကြိုးစားပြီးတော့ဤပညာမပါရင်အောင်မြင်မှာမလားအေးလုပ်ငန်းမကျွမ်းကျင်ရောအောင်မြင်မှာမလားမအောင်မြင်ဘူးအဲ့ဒါကြောင့်မို့လို့ကြိုးစားဆိုတဲ့ထဲမှာလုပ်ငန်းကျွမ်းကျင်မှုရဲ့ဇွဲကောင်းမှုရဲ့ဤပညာရဲ့ခုခေတ်လိုပြောလို့ရှိရင်ဒါမှမဟုတ် technology ဆိုတာအရေးကြီးတယ်လို့ပြောတယ်နော်ဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2500ရဲ့ဒါပြောခဲ့ပြီးသားစီးပွားရေးပညာနဲ့ပတ်သက်ပြီးကြိုးစားအထောက်လို့ရှိရင်ပစ္စည်းဥစ္စာရနိုင်တယ်ဒါတစ်ခုနောက်တစ်ခုသူကဆက်မေးတယ်လောကမှာပစ္စည်းဥစ္စာတော့ရှိပါပြီတချို့ကြတော့အကျော်စောမဲ့တယ်ဂုံသတင်းမရှိကြဘူးပေါ့
လူဆိုတာပတ်စံရှိုံနဲ့မကဘူးဂုံသတင်းကလည်းမလိုချင်ဘူးလားမဲလေလူကြားထဲမှာသူကလည်းနာမည်လေးကထွက်ချင်သေးတာဟုတ်နာမည်လေးကရချင်တယ်လူတိုင်းမှာဟုတ်ကဲ့လားပတ်စံလေးရှိလာရင်နာမည်လေးရချင်လားဒါဖြင့်နာမည်ရချင်လို့ရှိရင်ဘာလို့ရမလို့ဗျာတဲ့ကိုဘဝအရေးမှာနာမည်ကလေးနာမည်ကောင်းလေးထွက်ချင်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဖြေတာသစ္စေနဂိတ္တိပပောတိတဲ့မင်းမှန်ကန်ဖို့လိုတယ်တဲ့မှန်ကန်ရင်နာမည်ရပါတယ်ဟုတ်ကဲ့လားဘာလို့အမှန်တရားပေါ်မှာယက်တည်ပြီးလုပ်ဖို့လိုတယ်အရာထဲမှာလည်းကြည့်လေဟာဒီလူကလူမှန်းဆိုသူမလေးစားကြဘူးလားလေးစားတယ်ဒီလူကမှန်ကန်တယ်ဘယ်တော့မှမဟုတ်တာမလုပ်ဘူးမှန်ကန်တယ်သမာဓိရှိတယ်ဆိုပြီးဟောဂုံသတင်းကထွက်လာတာပဲလေအရာထဲမှာအနည်းဆုံးဒီဂုံသတင်းကထွက်လာတာဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့သစ္စေနဂိတ္တိပပောတိမှန်ကန်လို့ရှိရင်ဒီလူတယောက်ဟာသစ္စာရှိတယ်ဂတိတည်တယ်မှန်ကန်တယ်ဆိုရင်ဒီပုဂ္ဂိုလ်ကကြော်စောလာတာပဲမှန်ကန်လို့ရှိရင်သူကထင်ရှားကြော်စောလာတယ်ကောင်းပြီဗျာတဲ့ထင်ရှားကြော်စောလာတယ်လူဘဝမှာလူတွေကပစ္စည်းလဲရခြင်းတယ်ထင်ပေါ်ကြော်ကြားမှုလဲလိုခြင်းတယ်ထင်ပေါ်ကြော်ကြားပြီးတဲ့အခါတချို့ကအပေါင်းအသင်းမိတ်ဆွေတွေရောမများကြဘူးလားအေးပေါင်းအသင်းမိတ်ဆွေများကြတာမှလူတွေမှာပြောကြတယ်လေတရွာကိုတကြီးဆောက်ဆိုတာတောင်လုပ်သေးတယ်ဟုတ်ကဲ့လားတရွာတကြီးဆောက်ဆိုတာကိုယ်တော်နေလိုက်ဆောက်ခိုင်းတာမဟုတ်ဘူးတရွာမှာမိတ်ဆွေတွေရှိရမယ်လို့ပြောတာနော်အဲ့တော့တရွာတကြီးဆောက်ဆိုတာလို့မိတ်ဆွေတွေရကြတယ်ဆိုရင်ဒါဖြင့်မိတ်ဆွေတွေကိုခိုင်မြဲအောင်မိတ်ဆွေတွေရအောင်ဘယ်လိုလုပ်ရမလို့ဆိုတော့မြတ်စွာဘုရားကဖြေတယ်တဒံမိတ္တာနိခန္တတိတဲ့မိတ်ဆွေတွေများများရအောင်ကတော့ပေးပါတဲ့ပေးတဲ့လူကမိတ်ဆွေများများရတယ်ဟုတ်လားပေးရမယ်နှမျောနေရင်မိတ်ဆွေမရှိဘူးဒါကြောင့်မို့ဗမာစကားပြောကြတယ်လေချွေရန်ဆိုတာချွေနိုင်မှရန်တယ်တဲ့ဟောချွေနိုင်မှရန်တယ်ကိုကပေးနိုင်ကမ်းနိုင်လို့ရှိရင်ကို့မှာမိတ်ဆွေတွေမပေါ်ဘူးလားအဲ့ဒီအဓိပ္ပာယ်ကိုဘုန်းကြီးတို့ကအိန္ဒိယတို့တီဟိုတို့နေတော့ဘိုးသဘောပေါက်သွားတီဟိုမှာနေတော့ဆိုလို့ရှိရင်ဘုန်းကြီးတို့နိုင်ငံသားဆိုပြီးတော့လာပြီးတော့မိတ်ဆွေဖွဲ့တယ်မိတ်ဆွေဖွဲ့ပြီးဟိုဟာလေးတောင်းတာလေးတောင်းတတ်တယ်သူတို့ဝါသနာအဲ့တော့ကိုကပေးလို့ရှိရင်မိတ်ဆွေတအားပေါ်တာအဲ့ဒီမှာဩမြတ်စွာဘုရားကအိန္ဒိယတို့တီဟိုတို့ကြည်ပြီးဒါဟောပုံရတယ်လို့ပေးနိုင်လို့ရှိရင်မိတ်ဆွေအလွန်ပေါ်ဟုတ်ရှိတုန်းကဗမာပြည်ကတီဟိုကိုအများကြီးလှူခဲ့တယ်တီဟိုနိုင်ငံကိုအများကြီးထောက်ပံ့ခဲ့တယ်ဗမာပြည်ကအဲ့ဒီတုန်းကဆိုရင်မြန်မာဗမာဆိုရင်သူတို့ကဘုရုမာလို့ခေါ်တယ်ဘုရုမာဆိုရင်မသိတဲ့လူမရှိဘူးဗမာဆိုရင်မသိတဲ့လူမရှိဘူးအခုနောက်ပိုင်းရောက်တဲ့အခါကျတော့မြန်မာပြည်ကသိပ်ပြီးတော့အဲ့ဒီနဲ့အဆက်အသွယ်ပြတ်သွားဆက်သွယ်ပြတ်သွားပြီးတော့ဘသူတွေကလာပြီးတော့အဆက်အသွယ်တွေများလာတော့ဆိုထိုင်းနေရလားအဆက်အသွယ်များပြီးတော့ထိုင်းတွေကလူတွေတန်းတယ်ဆိုထိုင်းပဲသိတယ်ဗမာဆိုသိမသိတော့ဘူးကြည့်တရံမိတ္တာနိခန္တတိဆိုတာဒါပြောတာနော်ပေးနိုင်ကမ်းနိုင်လို့ရှိရင်မိတ်ဆွေရတယ်တဲ့ဟောမြတ်စွာဘုရားဒီလိုဟောကဲကောင်းပြီဗျာတဲ့နောက်ကြတော့နောက်ဆုံးမေးခွန်းလေးရပါမေးတော့ဆိုရင်နောင်ဘဝအရေးဒီဘဝတော့ဒီလောက်ဆိုရင်လုံလောက်ပြီမိတ်ဆွေတွေလည်းပေါ်ပြီအကျော်စောတွေလည်းရပြီပစ္စည်းဥစ္စာတွေလည်းချမ်းသာနေပြီပညာလည်းရပြီဆိုမလုံလောက်သေးဘူးလားလုံလောက်သွားပြီဒါပေမဲ့နောင်ဘဝအရေးစိတ်အေးဖို့အတွက်ဘာလို့သေးတော့နောင်ဘဝအရေးစိတ်အေးဖို့အတွက်ဘာလို့သေးတော့ဆိုတော့မြတ်စွာဘုရားကသူမေးတယ်ရှင်ဘုရားနောင်ဘဝမှာစိတ်အေးဖို့အတွက်ဘာတွေလိုတော့ဘယ်တရားတွေဘယ်ရာတွေကိုကျင့်သုံးမှနောင်ဘဝအရေးစိတ်အေးမလဲဆိုတော့မြတ်စွာဘုရားသစ္ဆံဓမ္မောဒိဋ္ဌိစာကောဆိုပြီးတော့တရားလေးမျိုးကိုဟောတယ်သစ္စာဆိုတဲ့အမှန်တရားရှိဖို့လိုတယ်တဲ့နံဘဝအတွက်ဓမ္မောဆိုတဲ့အသိပညာရှိဖို့လိုတယ်ဒိဋ္ဌိဆိုတဲ့လုံလဝိရိယရှိဖို့လိုတယ်စာခလို့ဆိုတဲ့ခုနစွန့်ကြဲပိကမှုဆိုတာရှိဖို့လိုတယ်ဘဝခရီးအတွက်နောင်ဘဝခရီးအတွက်စိတ်ချရအောင်ဘဝအရေးမှာစိတ်အေးရအောင်လိုအပ်တဲ့အချက်တွေကတော့
မှန်ကန်တာကိုပြောဖို့လိုတယ်ကိုကကိုအကြောင်းနဲ့အကျိုးအကောင်းဆုံးကိုသိတဲ့ပညာလိုတယ်ချိုးပန်းအထောက်မှုလုံလဝိရိယလိုတယ်စာကားလို့ဆိုတဲ့ကိုတယောက်တည်းမသုံးဆွဲပဲနဲ့ကိုရှိတဲ့ပစ္စည်းကိုအများနဲ့မျှဝေသုံးဆွဲတတ်တဲ့စွန့်ကြဲမှုဆိုတာလိုတယ်အဲ့ဒီ၄မျိုးနဲ့ပြည့်စုံလို့ရှိရင်နောက်ဘဝအရေးစိတ်အေးရပါတယ်တဲ့ဟောမြတ်စွာဘုရားအာလောကကြီးကိုဟောတယ်နော်အားလုံးမေကွန်ပေါင်း73ခုအဖြေ73ခုတရားချက်ကင်သူတော်စင်ပြိဿတ်တို့ဘုရားမြတ်စွာအာလဝကသုတ်တံမှာဒါတွေကိုဟောထားတာအာလဝကကြီးရဲ့ဗိမာန်ထဲမှာသူမေးတဲ့မေကွန်းတွေဒီမေကွန်းတွေရဲ့ဒီအဖြေတွေဟာကသဗ္ဗမြတ်စွာဘုရားကိုယ်တိုင်ဖြေခဲ့တဲ့အဖြေနဲ့ဂေါရမမြတ်စွာဘုရားဖြေခဲ့တဲ့အဖြေကလုံးဝထပ်တူပါပဲကသဗ္ဗမြတ်စွာဘုရားဖြေခဲ့တဲ့အဖြေအတိုင်းမြတ်စွာဘုရားတခင်ကိုရောမြတ်ကထပ်ဆင့်ဖြေတယ်ဒီသုတ်တန်ကြီးဟာကသဗ္ဗဘုရားလက်ထက်ကမေကွန်းတွေကိုဖြေထားတဲ့သုတ်တန်ဂေါရမမြတ်စွာဘုရားလက်ထက်မှာလည်းဖြေထားတဲ့သုတ်တန်ဆိုတော့ဘုရားနှစ်စုဟောထားတာလို့ဒီလိုမှတ်ရဒီအဖြေတွေကဘုရားနှစ်စုဖြေခဲ့တဲ့အဖြေတွေဘဝအရေးစိတ်အေးဖို့ရအတွက်ကြည်အခုပြောခဲ့တဲ့အချက်လက်တွေမိမိတို့တဏ္ဍာမှာမရှိသေးလို့ရှိရင်ရှိအောင်ကြိုးစားအထောက်ဖို့မလိုအပ်ဘူးလားဒါတရားနာပြီးရင်အရေးတကြီးလိုက်နိုင်ရမှာဒီချက်တွေကိုမှတ်သားပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အခုအာလဝကသုတ်တံကသဗ္ဗမြတ်စွာဘုရားလည်းဟောခဲ့တယ်ဂေါရမမြတ်စွာဘုရားလည်းဟောတော်မူတယ်အဲ့ဒီဟောတော်မူတဲ့အချက်လက်တွေမိမိတို့ရဲ့တဏ္ဍာမှာမိမိတို့ကိုယ်တိုင်လိုက်နာကျင့်သုံးကြပြီဆိုလို့ရှိရင်လူတိုင်းဟာဘဝရဲ့အရေးဒီဘဝရဲ့အရေးပဲဖြစ်စေနောက်ဘဝရဲ့အရေးပဲဖြစ်စေယခုဘဝနောက်ဘဝလို့ဆိုတဲ့ဘဝအရေးတွေမှာစိတ်အေးနေရပါပြီစိတ်ပူစရာတခုမှမရှိပါဘူးလူတိုင်းဟာကိုယ်စီဘဝလေးတွေရှိကြတယ်လူတိုင်းဟာဘဝတစ်ခုကိုရရှိထားကြတယ်ဘဝနဲ့ပတ်သက်ပြီးတော့တဦးနဲ့တဦးအမြင်ချင်းမတူကြပေဘူးတချို့ကလည်းဘဝကိုပျော်စရာလို့မြင်ကြတို့ရထားတဲ့ဘဝကြီးဟာအစဉ်ပြေးနေတဲ့ပုဂ္ဂိုလ်တွေကတာတောင်းတာယာနဲ့အမတန်ကောင်းတဲ့ဘဝလို့ဘဝကိုအကောင်းမြင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့ဘဝကြီးကလည်းညီးငွေ့စရာကောင်းလိုက်တာဘဝမှာအစဉ်မပြေတဲ့ပုဂ္ဂိုလ်တွေကြတော့ဘဝကြီးကိုဆက်ဆုပ်ယွံမုန်းပြီးတော့ဘဝကြီးကနေထွက်ပြေးခြင်းနဲ့စိတ်တွေပေါ်လာအောင်ဘဝနဲ့ပတ်သက်ပြီးတော့အမြင်မျိုးရှိကြတယ်နော်ဘဝကိုကောင်းတယ်တာယာတယ်လှပတယ်လို့မြင်တဲ့ပုဂ္ဂိုလ်တွေကတစ်မျိုးဘဝကိုအယုတ်ဆိုးအကြီးတန်တယ်လို့မြင်တဲ့ပုဂ္ဂိုလ်တွေကတစ်မျိုးတဲ့ထိုနှမျိုးလုံးဆိုဟာသေချာစဉ်းစားကြည့်လို့ရှိရင်ဓမ္မအမြင်နဲ့မြင်တဲ့အမြင်မျိုးမဟုတ်ဘူးဘဝကိုလှတယ်ပါတယ်တာယာတယ်ပျော်စရာကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကကုသိုလ်ကောင်းမှုလုပ်တိုင်းကြီးတွေကောင်းတဲ့ဘဝညှော်လင့်တောင်းတပြီးတော့ကောင်းတဲ့ဘဝကိုညှော်လင့်ပြီးတော့ဆုတောင်းပြီးတောင်ယူကြတယ်နော်ဘဝနဲ့ပတ်သက်ပြီးတော့အမတန်တူထောင်းတဲ့ဘဝကလေးတောင်မှတချို့ပုဂ္ဂိုလ်များဘဝလေးကအမတန်တူတယ်ရနိုင်သမျှပျော်လေးနေရမယ်ပျော်နေသေခဲလို့ဆိုပြီးတော့ဘဝမှာအပျော်ရှာပြီးတော့အကောင်းဘက်ကတွေးနေကြတယ် life is too short enjoy yourself အနောက်တိုင်းကလူတွေပြောလို့ရှိတယ်နော်ဘဝလေးဟာတူလေးပဲပျော်နေလို့ဘုန်းကြီးတို့အမေရိကန်မှာတော့က The Luck Box ဆိုတဲ့ movie picture တစ်ခုရှိအဲ့ဒီမှာအဖိုးကြီးအမေကြီးတွေဘာမှအလုပ်မကိုင်အကိုင်မရှိတော့ပြင်းကြီးညည်းငွေ့ပြီးတော့အပျော်ရှာတဲ့အကြောင်းကိုရိုက်ထားတယ်ဇာလံအဲ့ဒီသင်္ဘောကြီးကိုစီးပြီးတော့ပျော်ရာပျော်ချောင်းစိတ်ပျော်ရွှင်မှုကိုရှာကြတာသင်္ဘောကြီးပေါ်မှာနေတော့ကတော့အလွန်ပျော်ကြတယ်
ပြန်လဲရောက်လာလို့သင်္ဘောကနေပြီးဆင်းကြတဲ့အခါမှာပဲအဖိုးကြီးမဲကြီးတွေကမျက်ရည်တွေနဲ့လောကကြီးဟာပျော်စရာလို့ရှာပေမဲ့လို့ပျော်စရာကြီးတွေ့တာမဟုတ်ဘူးအကောင်းထင်ပြီးတော့ရှာပေမဲ့လို့အကောင်းကြီးတွေ့တာမဟုတ်ဘူးဘဝဆိုတာအကောင်းကြီးပဲမဟုတ်ဘူးတဲ့ကောင်းတဲ့အကွက်ကလေးတော့ရှိကောင်းရှိလိမ့်မယ်ဒါကြောင့်မို့လို့လူတွေဟာဘဝကြီးမှာပြောနေကြတာပေါ့ဘယ်အရာပဲဖြစ်ဖြစ်အကောင်းရှိသလိုအဆိုးတော့ရှိတယ်အဲ့ဒါကိုဘုန်းကြီးတို့စာပေမှာအတ္တာဒတဲ့ကြိုက်နှစ်သက်စရာအချက်အာဒီနဝတဲ့အပြစ်အနာစာကြိုက်နှစ်သက်စရာအချက် enjoyment လို့ခေါ်တယ်ခြေနှက်စရာကြိုက်နှစ်သက်စရာပျော်ရွှင်စရာ attractive ဆွမ်းမဲ့စရာဆိုတာရှိအဲ့ဒါကအတ္တာဒဘဝမှာလည်းပဲကြိုက်နှစ်သက်စရာတွေရှိတယ်ဘဝကိုအကြောင်းပြုပြီးတော့ပျော်ကြတယ်ရွှင်ကြတယ်ချမ်းသာဒုက္ခတွေရတယ်ဟိုအစဉ်ပြေးနေတဲ့ဘဝမှာဆိုလို့ရှိရင်ပျော်လို့ရွှင်လို့ဒါဘဝရဲ့အာရမှုကလေးတွေပေါ့ဒါကိုအတ္တရလို့ခေါ်တယ်အဲ့ဒီတာယာမှုလေးတွေဟာထာဝရလားလို့ဆိုတော့ထာဝရမဟုတ်ဘူးခဏကလေးပဲမတည်မြဲဘူးယခုပျော်ရွှင်စရာတွေ့ပေမဲ့အတော်ကြာပျော်ရွှင်စရာတွေကုန်ဆုံးသွားတာရှိတယ်အဲ့ဒါလေးကခြေနှက်စရာမကောင်းတဲ့အချက်အပြစ်အနာစာအာဒီနဝ fall လို့ခေါ်တယ်ပေါ့သို့မဟုတ် unsatisfactoriness ခြေနှက်စရာမကောင်းတဲ့အချက်လောကမှာတတ္တဝါတွေပျော်ပြီးတော့ဘဝမှာပျော်နေကြတာဆိုဘဝမှာပျော်စရာရှိလို့ပျော်တယ်မျက်စိကအစင်းအာယုံလေးကိုကြည့်ပြီးတော့ပျော်ရွှင်မှုကိုရှားကြတယ်နားကตาရတဲ့အသံလေးကိုနားထောင်ပြီးတော့ပျော်ရွှင်မှုကိုရှားကြတယ်နှာခေါင်းကမွှေးကြိုင်းတဲ့အနံ့လေးကိုနမ်းရှုပြီးတော့ပျော်ရွှင်မှုကိုရှားကြတယ်လျှာကကြိုက်နှစ်သက်တဲ့အရာသာလေးကိုခံစားပြီးတော့ပျော်ရွှင်မှုကိုရှားကြတယ်ခန္ဓာကိုယ်ကြီးကလည်းပဲအထီးတွေ့ตาရမှုလေးတွေနဲ့ตาရတဲ့အထီးတွေ့လေးတွေကိုထိတွေ့ပြီးတော့ပျော်ရွှင်မှုကိုရှားကြတယ်တဲ့ကြိုက်နှစ်သက်စရာတွေပျော်ရွှင်စရာတွေဘဝအရင်ဤပြုပြီးတော့ရကြတယ်ဒါကြောင့်မို့လို့ဘဝကြီးကိုပျော်စရာလို့မြင်တဲ့ပုဂ္ဂိုလ်ရှိတချို့ကြတော့ဘဝကြီးနဲ့ပတ်သက်လာပြီးအစင်မပြေကြဘူးနေထိုင်လဲအစင်မပြေဘူးစားရေးတောက်ရေးလဲအစင်မပြေဘူးဒုက္ခတွေနဲ့ဖြစ်နေတဲ့ဘဝကြီးရောက်လာတဲ့အခါကျတော့အဲ့ဒီဘဝကြီးနဲ့ပတ်သက်ပြီးတော့ခြေနှက်နှစ်သိမ့်မှုမရှိတော့ဘဝကြီးကနေထွက်ပြေးခြင်းတဲ့စိတ်တွေပေါက်နေကြနောက်ဆုံးမှာကိုယ့်ကိုယ်အဆုံးစီရင်ဆူဆိုင်လောက်ပြီးတော့ဘဝကထွက်ပြေးသွားတဲ့ပုဂ္ဂိုလ်တွေရှိအဲ့ဒီပုဂ္ဂိုလ်တွေဟာဘဝကိုတချို့ကပျော်စရာလို့မြင်တယ်လို့တချို့ကလည်းပဲဘဝဟာဆိုးွားတယ်လို့မြင်တယ်တဲ့ညီငွေစရာကြီးစိတ်ပြည့်စရာကြီးလို့မြင်တယ်အဲ့ဒီအမြင်နှမျိုးဟာအကောင်းမြင်တဲ့ပုဂ္ဂိုလ်တွေကြတော့ pessimism activism လို့ခေါ်တယ်အဆိုးမြင်တာကြတော့ pessimism မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘဝမှာအကောင်းကြီးတော့လည်းမဟုတ်ဘူးအဆိုးကြီးတော့လည်းမဟုတ်ဘူးအတ္တာဒအာဒီနဝဆိုတာအတ္တာဒလို့ဆိုတဲ့အာယာစရာတွေနှစ်သက်စရာတွေရှိတယ်လို့အာဒီနဝဆိုတဲ့အပြစ်တွေလည်းရှိတယ်ဒါကြောင့်မို့လို့ဒီနှစ်ခုကိုခွဲခွဲခြားခြားကွဲကွဲပြားပြားမြင်နာမှဓမ္မရဲ့အမြင်လို့ဒီလိုပြောမှာ realism ပေါ့ဒါကြောင့်မို့လို့ဘဝကိုအမြင်အမျိုးမျိုးနဲ့ကြည့်တဲ့အခါဘုန်းကြီးတို့ဒီကနေ့ညဘဝရဲ့အသွင်ကိုဓမ္မနဲ့ကြည့်ရအောင်ဓမ္မဆိုတာအမှန်တရားကိုပြောတာ the law of nature ဓမ္မဆိုတဲ့စကားလုံးကအတ္တနောတဘာဝံဓာရိတိတိဓမ္မောသူ့ရဲ့တဘာဝအတိုင်းသူဖြစ်နေတာကိုဓမ္မလို့ဒီလိုပြောတာအဲ့ဒီဓမ္မကိုသိတဲ့အဉာဏ်ဟာဓမ္မအမြင်ဓမ္မဉာဏ်ပဲအဲ့ဒီဓမ္မဉာဏ်နဲ့အမှန်ကိုသိမြင်တဲ့အခါကျမှ
ဘဝဆိုတာဘယ်လိုဟာလဲဆိုတာသဘောပေါက်လာမှာဖြစ်ပါတယ်ကဲဒီကနေ့ညဘဝရဲ့အသင်ကိုဓမ္မအမြင်နဲ့ကြည့်ကြရအောင်လူတိုင်းကိုယ်စီဘဝကလေးတွေရှိနေကြတယ်အဲ့ဒီရထားတဲ့ဘဝကလေးတွေဟာဘယ်လိုအခြေအနေရှိနေသလဲဆိုတာလူတိုင်းဆန်းစစ်ပြီးတော့ကြည့်လိုက်တယ်ကိုရထားတဲ့ဘဝလေးရဲ့အခြေအနေကိုမသိဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်လောက်နမောနမဲ့နိုင်တာပဲရှိမလဲကိုအခြေအနေကိုမသိဘူးဆိုလို့ကိုဘဝရဲ့အခြေအနေကိုယ်တိုင်သိအောင်လုပ်ရမြတ်စွာဘုရားကဘဝရဲ့အသင်ကိုဓမ္မဖြင့်ကြည့်ရှုဖို့ဆိုပြီးတော့နိလန်းနေပေးထားတယ်ဥပနိယတိလောကောအတုဝောလောကောလောကကြီးဟာဥပနိယတိပို့ဆောင်ခြင်းကိုခံ၍နေရပါပေတော့၏အတုဝောတည်မြဲတဲ့သဘာဝမရှိပါချေဟောလောကကြီးကိုစဉ်းစားပြီးတော့ကြည့်တို့ဘဝဟာတခုကနေတခုဆွဲပို့တွန်းပို့ခြင်းကိုခံနေရတယ်တည်ငြိမ်နေတာမဟုတ်ဘူးရပ်နေတာမဟုတ်ဘူးတဲ့ကဲစဉ်းစားကြည့်လိုက်ဘုန်းကြီးတို့ကိုယ့်ဘဝလေးကိုကိုယ်အာရုံစိုက်မိခင်ဝမ်းကချွတ်လာတဲ့အရွယ်နဲ့အခုအသက်80 80ရှိတဲ့အရွယ်တူသေးရဲ့လားတူတော့ဘူးเนาะအဲ့ဒါတနေ့တည်းဝုန်းကနေပြောင်းလာတာလားမိနစ်ပိုင်းအလိုက်စက္ကန့်ပိုင်းအလိုက်ပြောင်းနေတာလားအဲ့တော့ခန္ဓာကိုယ်ကြီးဘုန်းကြီးတို့ဘဝကြီးကိုတခုကဆွဲပြီးတော့တွန်းပို့နေတာမဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားကလောကကြီးကိုဥပနိယတိဆွဲဆောင်တွန်းပို့၍နေအပ်ပါပြီတော့လောကကြီးဟာဆွဲခေါ်ခံနေရတယ်သို့မဟုတ် push လောက်ခံနေရတယ်ကြည့်လေငယ်စဉ်တောင်ချိတ်ကလေးဘဝလေးကနေတဖြည်းဖြည်းကြီးလာလိုက်ကြီးလာတာအကောင်းကြီးတာမဟုတ်ဘူးကောင်းဘော်ကသပင်လေးတွေဖြူလာတဲ့ဗဇက်ထဲကသွားလေးတွေတစ်ချောင်းပြီးတစ်ချောင်းပြုတ်ထွက်လာတယ်မျက်လုံးလေးကလည်းမျက်စိလေးကမှုံးလာတယ်ဝါလာတယ်နားလေးကတီးလာတယ်ခါးလေးကကိုင်းလာတယ်အကောင်းပဲတွန်းပို့တာမဟုတ်အဆိုးကိုတွန်းပို့နေတာလူရဲ့သဘာဝကိုကြည့်မယ်ဆိုလို့ရှိရင်လူတွေဟာတဖြည်းဖြည်းပြိုးလာတာလားတဖြည်းဖြည်းအိုးလာတာလားနေ့စဉ်နဲ့အမျှလူတွေဟာမကောင်းတဲ့ဘက်ကိုတွန်းပို့ဘယ်သူကတွန်းပို့ဇာတိဆိုတဲ့တရားလေးရလာတဲ့အချိန်ကနေစပြီးတော့ထိုဇာတိကနေပြီးဘယ်ကိုပို့ပြနေတာတော့စရာဆိုတဲ့မှတ်တိုင်ကိုရောက်အောင်ပို့နေတာနော်လူတွေတင်လားလို့ဆိုတော့မဟုတ်ဘူးလောကကြီးတစ်ခုလုံးပန်းပွင့်လေးတွေကိုကြည့်ပေါ့ပန်းပွင့်လေးတွေကအစကလေးကပန်းအဖူးကလေးပေါ်လာအဖူးကလေးကနေပြီးတော့ရင့်လာတဲ့အခါကျတော့ပွင့်လာပြီးရင်ဘာဖြစ်လာတော့နွမ်းလာတယ်နွမ်းပြီးတော့ဘာဖြစ်သွားတော့ချွေသွားတယ်ဒီလိုဖူးပွင့်နွမ်းချွေပန်းရဲ့သဘာဝထို့တူပဲလူတွေရဲ့သဘာဝကြည့်လဲဒီတိုင်းပဲဘယ်ရာကိုပဲကြည့်ဒီတိုင်းကြည့်ပဲကောင်းတော့အဲ့တော့40နဲ့အမျှတို့တို့ရဲ့ဘဝကြီးဟာတည်ငြိမ်နေတာမဟုတ်ဘူးရပ်နေတာမဟုတ်ဘူးတရွေ့ရွေ့နဲ့အဆိုးဘက်ကိုသွားနေတာခြေတလန်းပြီးတလန်းတရက်ပြီးတရက်အိုတဲ့ဘက်ကိုဇရာဆိုတဲ့ဘက်မှတ်တိုင်ကြီးဘက်ကိုတွန်းပို့ဇရာမှတ်တိုင်ရောက်သွားပြန်တော့လေဇရာကဒီတိုင်းရပ်နေတာမဟုတ်ဘူးဘယ်ကိုတွန်းပို့လိုက်ပြန်တော့ဆိုရင်ဗျာတိဘက်ကိုတွန်းပို့လိုက်ပြန်နေအိုးလာပြီဆိုလို့ရှိရင်ဟုတ်ကလားဘာမှမကောင်းတော့ဘူးအိုးလာလို့ရှိရင်မျက်စိကလည်းမကောင်းနားကလည်းမကောင်းခါးကလည်းမကောင်းဘယ်ဟာမှမကောင်းဒါပေမဲ့လို့ဘဝကိုပြောနေကြတဲ့ပုဂ္ဂိုလ်တွေကကောင်းတာလေးကိုတော့ရွေးပြောတယ်ဘုန်းကြီးတို့တခါတော့ကဒကာကြီးတယောက်လာလို့နှုတ်ဆက်ရင်မေးလိုက်တယ်ဒကာကြီးနေကောင်းလားလို့ဆိုတော့ဓမ္မဗျာတဲ့လူကတော့နေကောင်းပါတယ်ဒုကမကောင်းဘူးဗျာတဲ့နော်လူကနေကောင်းပါတယ်ဗျာဒုကမကောင်းဘူးဆိုတော့ဘုန်းကြီးကဒကာကြီးဒုကလူထဲမပါဘူးလားလို့ကောင်းတာလေးကိုရွေးပြောချင်သေးတာဟုတ်ကဲ့လား
မကောင်းတာလေးကိုလည်းရွေးပြောခြင်းတယ်ဒူးနဲ့လူကတူတူပဲမဟုတ်ဘူးလားအဲ့တော့လူကတော့ကောင်းပါတယ်ဗျာမျက်စိကမကောင်းလူကတော့ကောင်းပါတယ်ဗျာနားကမကောင်းမကောင်းတာလေးနဲ့ကောင်းတာလေးကိုခွဲလိုက်ခြင်းသေးတာနော်အမှန်ကတော့ကောင်းတာဆိုတာမရှိပါဘူးလူရဲ့ခန္ဓာကိုယ်ကြီးကတရွေ့ရွေ့နဲ့အကောင်းဘက်ကိုမကောင်းတဲ့ဘက်ရောက်နေတာအသေးသေးချာချာအလေးနဲ့စဉ်းစားကြည့်ကိုပြန်ပြီးတော့ကြည့်တာဒါဗုဒ္ဓမြတ်စွာအနုပဒနာလို့ခေါ်တယ် contemplation ပေါ့ mindfulness ဆိုတဲ့တတိအားစိုက်ပြီးတော့ကိုပြန်ပြီးတော့ contemplate လုပ်ရမယ်ကိုအဖန်ဖန်ထထရှုပြီးဆင်ခြင်သုံးသပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တို့ဟာမိနစ်ပိုင်းအိုတဲ့ဘက်ကိုရောက်နေတာပါလားမိနစ်ပိုင်းနာတဲ့ဘက်ကိုရောက်နေတာပါလားတို့ဟာဘယ်ကိုသွားနေတာတော့လူတိုင်းဟာရက်နေတာမဟုတ်ဘူးထင်းနေကြတယ်ဘယ်သွားတော့ဘယ်မှမသွားပါဘူးအိမ်မှာနေတာပါလို့ပြောကြတယ်ဒါပေမဲ့လို့သွားနေတာရက်နေတာမဟုတ်ဘူးနော်ဘယ်မှမသွားဘူးကိုယ့်အိမ်မှာပဲကိုနေတယ်လို့ပြောကြပေမဲ့လို့အိမ်နေရင်သွားနေတာပဲ ever change လူရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ဘဝကြီးဟာ ever changes အမြဲတမ်းပြောင်းနေတာတခုတည်းရပ်နေတာမဟုတ်ဘူးတဲ့အမြဲတမ်းရပ်နေအလုံးသွားနေတာနောက်ဆုံးမှတ်တိုင်ကြီးကတော့ဘယ်ရောက်မှာတော့ဆိုမရဏဆိုတဲ့မှတ်တိုင်ပဲအဲ့ဒီရောက်သွားလို့ရှိရင်တဘဝပြီးကြပြန်ရောပြီးသွားတော့အဆုံးသတ်သလားလို့ဆိုတော့မဟုတ်ဘူးကုသိုလ်ကောင်းမှုတွေလုပ်ပြီးနောက်ဘဝကျတော့ဒီတဲ့ကောင်းတဲ့ဘဝရောက်ပါရစေပါဘုရားဆိုတော့လာပြန်ရောတချော့ဟုတ်ကဲ့ဘဝတဏှာသာဝရရှိနေမှုလေးကိုတွေ့တာနေတဲ့ဘဝတဏှာကရှိနေသည့်အတွက်ကြောင့်အဲ့ဒီတဏှာကဆွဲခေါ်သွားတော့ဒီတဲ့ကောင်းတဲ့ဟာလေးကိုမျှောပြန်တယ်လူရဲ့တဘာဝအသေးချာစဉ်းစားကြည့်ပရိစ္ဆေသမုပ္ပါဝိသုဒ္ဓိမေမှာရှင်မဗုဒ္ဓဂောသရေးထားသလိုဒုက္ခိဒုက္ခံပဋ္ဌယေတိဒုက္ခိဘေယောပိအိစ္ဆတိဒုက္ခိဆင်းရဲနေတဲ့ပုဂ္ဂိုလ်ကဒုက္ခံချမ်းသာကိုပဋ္ဌယေတိမျောလင်းတောင်းတ၍နေဆင်းရဲတဲ့ပုဂ္ဂိုလ်ကဘာတောင်းတချမ်းသာကိုတောင်းတကဲဒါဖြင့်ချမ်းသာတဲ့ပုဂ္ဂိုလ်ကတော့ငါတော်ပြီလုံလောက်ပြီလို့ရှိလားမဟုတ်ဘူးဒုက္ခိချမ်းသာတဲ့ပုဂ္ဂိုလ်ကလည်းဘိန်ရောပြီးပို၍ချမ်းသာမှုကိုသာလင်ပဋ္ဌေတိတောင်းတလေတော့ဤဆင်းရဲတဲ့လူကချမ်းသာခြင်းနဲ့ချမ်းသာတဲ့လူကပိုပြီးတော့ချမ်းသာခြင်းတယ်ဝေဒနာပစ္စယတဏှာမှာဖွင့်ထားတဲ့စကားလူတဘာဝဒီတိုင်းပဲလေတပည့်တော်ဘုရားနိဗ္ဗာန်မရမီစัจ जा နောင်ဘဝဟုတ်လားမတောင်းမတမကြောင်းမကြရတဲ့ဘဝစီစဉ်ဥစ္စာနဲ့ပြည့်စုံတဲ့ဘဝပညာတတ်တဲ့ဘဝနဲ့ဆိုပြီးတော့တောင်းလိုက်တာဘဝဘာကြောင့်တောင်းအတွေ့အတာလေးကရှိနေတယ်ဘာဖြစ်လို့တွေ့အမှန်မှမသိတာအမှန်ဘာလို့မသိတာလဲဆို contemplation မလုပ်လို့ပေါ့တဘာဝကိုမစင်စားလို့မသိတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကသုတ်တန်တစ်ခုမှဆိုရင်အဝိဇ္ဇာနိဝရဏနံတဏသံယောဇနာနံတတ္တနံတတ္တဝါတွေရဲ့အခြေအနေမှာအဝိဇ္ဇာကအမှန်မမြင်ရအောင်ပိတ်ကာပေးထားတယ်တဲ့တဏှာကနှောင်ကြိုးတဲထားတယ်တဲ့ဟောအမှန်မသိတော့ကြိုက်တာပေါ့အဲ့ဒီအမှန်မသိအောင်အမှန်မသိဘူးဆိုတာအမှားသိအောင်မလှတာကိုလှတယ်လို့ထင်အောင်မကောင်းတာကိုကောင်းတယ်လို့ထင်နေအောင်အဝိဇ္ဇာကဖန်တီးပေးထားတယ်တဏှာကတွေ့တယ်တဏှာတွေ့ပြီးတော့ကံတရားတွေလှုပ်ထိုကံတရားကဘဝတစ်ခုကိုဖန်တီးပေးလိုက်တယ်ဟောဒီလိုနဲ့တန်တရားကြီးထဲမှာလဲနေတာနော်ဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ရလာတဲ့ဘဝဟာတည်ငြိမ်နဲ့သာဝရတည်ငြိမ်တဲ့ဘဝကြီးလားလို့ဆိုမဟုတ်ဘူးတဲ့မြတ်စွာလောကကြီးကိုဥပနိယတိဇာတိကဇရာတို့ဇရာကဗျာတိတို့ဗျာတိကအမရဏတို့အမြဲတမ်းတွန်းပို့၍နေအပ်ပါပေတော့ဤလောကကြီးဟာအတုဝဘယ်တော့မှတည်ငြိမ်နေတာမရှိပါပေဟု၍ဘဂဝါရှိဖုံးတော်သခင်ရှင်တော်မြတ်ဖရာသည်
ဩစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်းဒါဘဝရဲ့အသွင်ကိုဓမ္မအမြင်နဲ့ချိန်လိုက်တာဟုတ်ကဲ့လားဒီလိုမြင်ဖို့လိုတယ်အေးကိုစဉ်းစားကြည့်မနဲ့မိုးတော့လင်းရောက်ပြီးညချမ်းရောက်လာလို့အိယာဝင်တော့မယ်ဆိုလို့ရှင်ငါမနဲ့တုန်းကရှိတဲ့စိတ်တွေရုပ်တွေအခုမရှိတော့ဘူးဒီကနေ့ရှိတဲ့စိတ်တွေရုပ်တွေနောက်ရက်မရှိတော့ဘူးဟုတ်လားငါဟာအမြဲတမ်းရွေ့နေတာပဲအေယာဝတီမြစ်ကြီးဟာတရွေ့စီးဆင်းနေတယ်လို့ငါရဲ့တဏ္ဍာမှာရှိတဲ့ငါရဲ့ဘဝကြီးဟာတဖြည်းဖြည်းရွေ့နေတာပါလားလို့ဆင်ញင်သုံးသပ်ထိုက်တယ်ဟုတ်လားငြိမ့်နေတာတခု